ယုတ်တရားကိုလေးလာသုံးသပ်ခြင်းတဲ့လူလောကကြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်အလုံးပုံပန်းတန်တန်နေမြင်နေရတွေ့နေရကျုံနေရတာတွေဟာလူတွေရဲ့မျက်စိနားနာလျှာကိုယ်လို့ဆိုတာတွေနဲ့အင်္ဂါရပ်တွေနဲ့ထိတွေ့ပြီးသိရှိနေရတာတွေဟာယုတ်တရားတွေပဲမှန်ပါပါဗျလူရဲ့ခန္ဓာကိုယ်ကြီးကိုဘာနဲ့တိဆောက်ထားတော့ဆိုသာတုမဟာဘူတိကောအယံကာယောတဲ့အယံကာယောဤလူတွေရဲ့ခန္ဓာကိုယ်ကြီးကိုသာတုမဟာဘူတိကောမဟာဘူတဆိုတဲ့ဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတာဖြစ်တယ်လိုက်ကြည့်လိုက်ဘယ်နေရာပဲဖြစ်ဖြစ်မဟာဘူတဆိုတာတွေရဲ့အစုအဝေးကြီးပဲမဟာဘူတတွေနဲ့တိဆောက်ထားတာမဟာဘူတဆိုတာပုံစံအမျိုးမျိုးနဲ့ထင်ရှားပေါ်လွင်နေတာလေမှန်ပါပါလူရဲ့ခန္ဓာကိုယ်ထဲမှာပဲကြည့်အင်္ဂါရပ်တွေခေါင်းကပုံစံတစ်မျိုးခေါင်းမှာလည်းပဲနေရွက်ကပုံစံတစ်မျိုးနှာခေါင်းကပုံစံတစ်မျိုးပုံစံအမျိုးမျိုးလက်ကတစ်မျိုးဝမ်းပိုက်ကတစ်မျိုးခြေထောက်ကတစ်မျိုးပုံစံမတူတဲ့ဟာလေးတွေခန္ဓာကိုယ်ကြီးတစ်ခုတည်းမှာခန္ဓာကိုယ်ရဲ့အတွင်းမှာရှိတဲ့အင်္ဂါအစိုက်ပိန်းတွေကြည့်အောင်မယ်ဆိုလို့ရှိရင်ဟုတ်လားအသေးကပုံစံတစ်မျိုးအဆုတ်ကပုံစံတစ်မျိုးနှလုံးကပုံစံတစ်မျိုးအယိုးတွေအကြောတွေအသားတွေကပုံစံတစ်မျိုးဆိုပြီးတော့ဒါရီယာဘာတွေနဲ့တိဆောက်ထားတာတုံးဆိုမဟာဘုံ၄ပါးပဲမှန်ပါပါဗျဒီလိုအတုံးခဲကြီးဖြစ်နေတာကအားလုံးဒီလိုယုတ်တရားတွေရဲ့တရားမြာကဘယ်သူတုံးဆိုပထဝီပဲပထဝီပေါ်စုပြီးတော့တီးနေတာအဲ့ဒီလိုပထဝီပေါ်တီးနေအောင်ဘယ်သူကနေစုစည်းပေးထားတုံးဆိုအာဘောကစုစည်းပေးထားတယ်တခါအာဘောကလွန်ကဲလာလို့ရှိရင်ယိုစီးတယ်အဲ့တော့ပထဝီဆိုတာရုပ်အလုံးရဲ့တရားဖြစ်တယ်ခက်မာတဲ့အတုံးခဲဖြစ်တယ်အတုံးအခဲဖြစ်တယ်တရားဖြစ်တယ်ပထဝီပေါ်မှာအခြေပြုပြီးတော့ထိုကဲ့သို့အခြေပြုနိုင်အောင်အာဘောကပြိုလဲမသွားအောင်စုစည်းပေးထားတယ်တေဇောကရင့်ကျက်လာစေတယ်မားလာစေတယ်အတုံးခဲခိုင်မြဲစေတယ်ဝါယောကနေပြီးတွန်းကန်ပေးထားတယ်တဲ့ဩဒါနဲ့ဒီပုံစံလေးတွေဟာမပြတ်မဟာဘုတ်၄ပါးနဲ့တိဆောက်ထားတာအဲ့ဒီမဟာဘုတ်၄ပါးပေါ်မှာမျက်စိနဲ့မြင်ရတဲ့အစင်းဆိုတာပါရှိနေပြန်တယ်နှာခေါင်းနဲ့အနံ့ရှူလို့ရတဲ့ရှူရှိုက်လို့ရတဲ့အနံ့ဆိုတဲ့ရုပ်သဘောလေးတစ်ခုတည်ရှိနေပြန်တယ်လျှာနဲ့ရက်လို့သိရတဲ့အရသာဆိုတဲ့ရုပ်သဘောလေးကတည်ရှိနေပြန်တယ်အကျိုးတစ်ခုကိုထပ်ဆင့်ထုတ်လုပ်နိုင်တဲ့ဩဇာဆိုတဲ့အစီသဘောလေးကအစီအနှစ်သဘောလေးကတည်ရှိနေပြန်တယ်ဆိုဘယ်နေရာကြည့်ကြည့်လူရဲ့ခန္ဓာကိုယ်မှာအခြေခံအပြင်ဟောဒီရုပ်၈ခုစုတွဲပြီးတော့နေတာမှန်ပါပါအခုကိခန္ဓာဗေဒအနာတမီကျမ်းမှာဆိုတဲ့အတိုင်းပဲလူရဲ့ခန္ဓာကိုယ်ဟာဆဲလေးတွေမြောက်များစွာနော်ရုပ်ဟာအမတန်သေးငယ်တဲ့အမှုန်လေးတွေစုပြီးတော့နေတာမှန်ပါပါသို့တော့ကြည့်လိုက်လို့ရှိရင်ပုံပန်းတဏ္ဍာကြီးနဲ့မြင်နေရတယ်လူဆိုတာပုံပန်းတဏ္ဍာတစ်မျိုးနဲ့မြင်နေရတယ်အမတန်အင်အားကောင်းတဲ့မှန်ကြောင်းကြီးနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်ဟာဇာချင်အောင်မျိုးလို့ပေါ့အပေါက်အပေါက်တွေနဲ့ဒီလိုတစ်ခုစီတစ်ခုစီဖြစ်နေတာမျိုးကိုမြင်ရလိမ့်မယ်တဲ့အမြင်ကြည့်လေဘုန်းကြီးတို့ဝတ်ထားတဲ့အဝတ်ဒီတိုင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့တာမန်ကြည့်မယ်ဆိုရင်အဝတ်ပုံသဏ္ဍာန်အတိုင်းမြင်နေရမယ်တေးသေးချာချာလေးလာကြည့်လိုက်မယ်ဆိုလို့ရှိရင်ခြေချောင်းကလေးတွေမမြင်ရဘူးလားမြင်ရပါဘူးခြေချောင်းကလေးတွေပေါင်းထားတာဘေးကနေရုပ်တရက်ကြည့်လိုက်မယ်ဆိုရင်ခြေချောင်းလေးတွေပေါင်းထားတယ်လို့သိရရဲ့လားမသိရဘူးတချို့ကမြင်လို့မရအောင်ပိတ်ပိတ်သေးသေးမျက်စိနဲ့တာမန်မျက်စိနဲ့ထိုးဖောက်ပြီးတော့မမြင်ရအောင်ပိတ်ပိတ်သေးသေးဖြစ်နေတာသို့တော့စုထားတာအများကြီးကိုစုထားတယ်လို့ဒီလိုမှတ်ကြည့်ပေါင်မုံလေးဖုတ်ထားတယ်ဆိုလို့ရှိရင်ကြည့်လိုက်ရင်တော့တဒုံနဲ့တခဲတယ်လို့ထင်ရလိမ့်မယ်သို့တော့မဟုတ်ဘူးဂျုံမုံလေးတွေကိုရေကနေစုစည်းထားလို့အတုံးခဲလေးဖြစ်နေတာနော်မှန်ပါပါအမုံလေးတွေ
လူခန္ဓာကိုယ်မှာလည်းထို့အတူပဲအမုံလေးတွေကိုစုစည်းထားတာပုံသဏ္ဍာန်ပေါ်အောင်လို့မှန်ပါပါအဲ့ဒီမှာအဓိကကဘယ်သူတုံးဆိုရင်မဟာဘုတ်၄ခုကအဓိကဒါကြောင့်မို့မြတ်စွာဘုရားကရုပ်အကြောင်းရှင်းပြတိုင်းသုတ်တန်တွေထဲမှာဆိုရုပ်ဆိုတာဘာလဲဆိုမဟာဘုတ်၄ပါးရဲ့မဟာဘုတ်၄ပါးကိုမှီပြီးတော့ဖြစ်နေတဲ့ရုပ်တွေရဲ့ဒါပဲရှိတယ်နော်စတ္တရောစမဟာဘူတာမဟာဘုတ်၄ပါးရဲ့စတုဏံစမဟာဘူတာနံဥပါဒါယရူပံမဟာဘုတ်၄ပါးကိုမှီပြီးတော့ဖြစ်နေတဲ့ရုပ်ရဲ့လို့မြတ်စွာဘုရားဆိုလိုဟောပြောလိုတဲ့ရုပ်တွေဟာအဲ့ဒါပဲသို့တော်လူတွေရဲ့တဏ္ဍာမှာတော့ခေါင်းတို့လက်တို့ခြေတို့စသဖြင့်ပြင်ပဗဟိတဆိုရင်ဒါကတစ်ပင်ဒါကကြောက်ခဲဒါကအိမ်စသဖြင့်ပုံစံအမျိုးမျိုးနဲ့လူတွေကထင်မြင်ယူဆပြီးတော့အမည်နာမပြည့်ညတ်တွေတင်ပြီးတော့ခေါ်နေကြတာဘယ်ရာပဲဖြစ်ဖြစ်ဟောဒီရုပ်ရှိခုရဲ့အစုအဝေးကြီးများတာဖြစ်တယ်လို့ဒီလိုမှတ်ရမှာနော်မှန်ပါပါဗျာခန္ဓာကိုယ်မှာလည်းရုပ်ရှိခုရဲ့အစုအဝေးကဲလူသားတွေကြတော့ဒီတဲ့ပိုးလာတဲ့ရုပ်တွေရှိသေးတယ်ဒါကအခြေခံရုပ်ကတော့ဒီ၈ခုပဲအဲ့ဒီ၈ခုထဲမှာဘာတွေပိုးလာတော့ဒါပုံပေါ်သွားပြီဒီ၈ခုနဲ့ဆိုရင်တရံပေါ်နေပြီလူတွေမှာနော်မှန်ပါပါဗျာသို့သောလိုအပ်တာတွေဘာတွေရှိနေတော့ဆိုကြည့်လူတွေရဲ့ခန္ဓာကိုယ်ထဲမှာသက်ရှိတတဝါအားလုံးပေါ့သက်မဲ့တွေမှာဆိုလို့ရှိရင်ဟောဒီ၄ခုပဲဒီ၈ခုပဲမဟာဘုတ်၄ခုရဲ့ဥပါဒါယုတ်၄ခုရဲ့ပေါင်းလိုက်လို့ရှိရင်ဒီ၈ခုပဲအဲ့ဒီ၈ခုကကံ့ကြောင့်လည်းဖြစ်တယ်စိတ်ကြောင့်ဖြစ်တာလည်းရှိတယ်ဥရုကြောင့်ဖြစ်တာလည်းရှိတယ်အာဟာရကြောင့်လည်းဖြစ်တာရှိတယ်သို့သောသက်ရှိတတ္တဝါတွေမှာဘာပိုးလာတော့ဆိုဇီဝိတဆိုတဲ့အသက်ရုပ်ကျန်တဲ့ရုပ်တွေမိမိနဲ့အတူတကွဖြစ်ဖက်ရုပ်တွေကိုဆက်လက်ရှင်သန်နေအောင်ထိန်းထားပေးနိုင်တဲ့ဇီဝိတဆိုတဲ့ရုပ်ကံ့ကြောင့်ဖြစ်တာမှန်ပါပါကံ့ကြောင့်ဖြစ်တဲ့ရုပ်တွေကိုထိန်းတာသူကဥရုကြောင့်ဖြစ်တဲ့ရုပ်အာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေစိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကိုသူကမထိန်းမပေးဘူးကံ့ကြောင့်ဖြစ်တဲ့ရုပ်တွေပျက်စီးမသွားအောင်ထိန်းပေးထားတယ်မှန်ပါပါသူအတိုင်းအတာလိုက်ပေါ့အတိုင်းအတာလိုက်တည်ရှိနေအောင်ဆက်ဖြစ်နေအောင်သူကနေတွန်းအားပေးနေတာစိတ်ကြောင့်ဖြစ်တဲ့ရုပ်ဆိုတာစိတ်ကြောင့်မလို့ထပ်ဖြစ်တာဥရုကြောင့်ဖြစ်တဲ့ရုပ်ဆိုတာဥရုကြောင့်ထပ်ဖြစ်နေတာအာဟာရကြောင့်ဖြစ်တဲ့ရုပ်တွေဆိုတာအာဟာရစားတိုင်းအကြောင်းတရားရှိနေလို့ဆက်ဖြစ်နေကံဆိုတာကြတော့အလို့မဟုတ်ဘူးအတိတ်ဘဝလုပ်ခဲ့တဲ့ကံခုချိန်မှာထင်ရှားရှိနေတဲ့သဘောမဟုတ်ဘူးအဲ့ဒီကံကြောင့်ဖြစ်တဲ့ရုပ်တွေကိုဇီဝိတယုတ်ကနေဆက်လက်ထိမ့်သိမ့်သွားတာသူကနေပြီးတော့တည်ဆောင်သွားလို့ကံကြောင့်ဖြစ်တဲ့ရုပ်တွေကဆက်လက်ရှင်သန်နေကြတာတဲ့သူတက်တန်းအတိုင်းရှိပြက်သွားလိုက်ပြန်ပေါ်လာလိုက်ပြက်သွားလိုက်ပြန်ပေါ်လာလိုက်ပေါ်လာတဲ့အတိုင်းဒါအတွင်းမှာလည်းပဲသူကထိမ့်သိမ့်ဆောက်ရှောက်နေတာသူကိုယ်တိုင်ကလည်းမပြက်တာမဟုတ်ဘူးပြက်တယ်နော်ဇီဝိတယုတ်ကိုယ်တိုင်ကိုယ်ကလည်းပဲသူတက်တန်းလေးနဲ့သူနေရတာသို့တော့ထပ်တလဲလဲဖြစ်လာအောင်ကံဆိုတာဒီဘဝလုံနေတဲ့ကံတွေကိုပြောတာမဟုတ်ဘူးအတိတ်ဘဝကလှုပ်ထားတဲ့ကံတွေအဲ့ဒီကံတွေကဖြစ်တဲ့ရုပ်ဆက်ပြီးတော့ဖြစ်နေအောင်ဟောဇီဝိတယုတ်လေးကနေထိန်းထားလို့အဲ့ဒီအထိန်းတက်ကလေးရှိတယ်လို့ဒီလိုမှတ်ရကံပစားယုတ်ရှိနေသေးသမျှကာလပတ်လုံးကြံတဲ့ဥဒုဇယုတ်တို့အာရဇယုတ်တို့စိတ်တစားယုတ်တို့ဆိုတာအထောက်ပံ့အကူအညီတွေအနေနဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်လက်ပေါ်နေကြတယ်တဲ့မှန်ပါပါဗျာကဲရုပ်ရှိခုပေါ်မှာဇီဝိတထည့်လိုက်ရင်ဘယ်နှခုဖြစ်သွားတော့9ခုပါဗျာကံ့ကြောင့်ဖြစ်တဲ့ရုပ်တွေကအခြေခံအားဖြင့်9မျိုးရှိတယ်လို့ဒီလိုမှတ်ရကံ့ကြောင့်ဖြစ်တဲ့ရုပ်တွေကိုအခြေပြုပြီးစုစည်းတာအ ਨੇ ဆုံး9ခုစုစည်းရမယ်ဥရုကြောင့်ဖြစ်တာကြတော့10ခုပဲစုစည်းထားတယ်ပထမအခြေခံရုပ်က10ခုပဲရှိတယ်စိတ်ကြောင့်ဖြစ်တာလည်း10ခုပဲအာဟာရကြောင့်ဖြစ်တာလည်း10ခုပဲ10ခုနဲ့အခြေပြုပြီးစုစည်းထားတာဒါပထမအသေးဆုံးအခြေပြုတဲ့ရုပ်ကလေးပေါ့အင်္ဂလိပ်လိုတော့ unit လို့ခေါ်တာ molecule လို့ခေါ်တယ် molecule of material quality molecule လေးတစ်ခုပေါ့အသေးလေးတစ်ခု10ခုနဲ့စုထားတာကမ္မဇယုတ်ကြတော့မဟုတ်ဘူးအသေးဆုံးလေး
ခုဘာနဲ့စုလို့ဆို9ခုနဲ့စုထားတယ်ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် 8and1 တို့ 9and1 တို့ဒီလိုပြောပေါ့နော်မှန်ပါပါဗျာ10ခုရဲ့အစုအဝေး9ခုရဲ့အစုအဝေးလို့လူတွေကြတော့ကံရှိတာကြောင့်မို့လို့ဇီဝိတဆိုတဲ့ရုပ်ကလေးတစ်ခုထပ်ပိုးလာကဲနောက်တစ်ခုဘာတွေပိုးလာတော့ဆိုလို့ရှိရင်ကြည့်လူလောကလူရည်လို့ဖြစ်လာတဲ့အခါမှာလူဘယ်နှမျိုးရှိတော့ဆိုဟောအမျိုးသားအမျိုးသမီးနှမျိုးဖြစ်မလားဘူးလားဖြစ်ပါပါဗျာအမျိုးသားနဲ့အမျိုးသမီးမတူညီတဲ့အချက်တွေရှိတယ်အတန်အားဖြင့်လည်းမတူညီဘူးရုပ်ပုံပန်းတဏ္ဍာသွားရလာတာလှုပ်ရှားတာလည်းမတူကြဘူးခန္ဓာကိုယ်တည်ဆောက်မှုတွေချင်းလည်းမတူဘူးဒီလိုကွဲပြားနေအောင်ဘယ်သူကလွှမ်းမိုးပြီးကြီးစိုးထားတာတုံးဆိုတော့အဲ့ဒီမှာရုပ်တစ်မျိုးရှိတယ်တဲ့အဲ့ဒီရုပ်ကိုအမျိုးသမီးတွေမှာအခြေပြုတဲ့ရုပ်ကအဋ္ဌိဘာဝရုပ်လို့ခေါ်တယ်အင်္ဂလိပ်လိုတော့ femininity source of female ပေါ့အမျိုးသားတွေကြတော့ဘာနေပြီးတော့အခြေပြုထားတော့ဆိုပုံဘာဝယုတ်ပုံဘာဝယုတ်က masculinity source of male ပေါ့ဒီအခြေခန္ဓာလေးတွေကရှိတယ်အဲ့တော့ခုနဇီဝိတဆိုတဲ့အသက်ကဘယ်နားမှာရှိတာတုံးလို့မေးလို့ရှိရင်အသက်ဘယ်နားမှာရှိလဲဆိုရင်တချို့ကကလေးတွေပြောရင်ဗိုက်ထဲမှာရှိတယ်လို့ပြောကြမှာပဲမဟုတ်ဘူးဇီဝိတယုတ်ဆိုတာ spreading all over the world တကိုယ်လုံးမှာပြန့်နေနော်တကိုယ်လုံးမှာစိတ်ဝင်ပြန့်နှံ့နေတာအသက်ကရုပ်အားလုံးမှာစိတ်ဝင်ပြန့်နှံ့နေတာထို့တူပဲအဋ္ဌိဘာဝယုတ်တို့ပုံဘာဝယုတ်ကိုယုတ်မယုတ်ပေါ့အခြေခံဖို့ယုတ်မယုတ်တွေကဘယ်မှာရှိတုံးလို့ဆိုရင်တကိုယ်လုံးမှာရှိတယ်ဒါကြောင့်မို့လို့တကိုယ်လုံးမှာရှိလို့အမျိုးသမီးရဲ့ပုံပန်းတဏ္ဍာအမျိုးသားရဲ့ပုံပန်းတဏ္ဍာတွေကွဲပြားခုခေတ်အနာတမီဆရာတွေကတော့ပြောမှာပေါ့ဟော်မုန်းဓာတ်ကြောင့်ဒါအခေါ်ကွဲသွားတာပဲဖြစ်မယ်နော်မှန်ပါပါအဋ္ဌိဘာဝပုံဘာဝဒါကိုဟော်မုန်းလို့ခေါ်ရင်ခေါ်ပေါ့သို့မဟုတ်ဟော်မုန်းဆိုတာဘယ်ရလာတာတုံးလို့ဆိုရင်ကံကနေဖန်တီးပေးလိုက်တာပဲအခြေခံကတော့အကြောင်းကံပဲအဲ့ဒီလိုအဋ္ဌိဘာဝယုတ်ပုံဘာဝယုတ်ထည့်လိုက်မယ်ဆိုလို့ရှိရင်ခုနကကံ့ကြောင့်ဖြစ်တဲ့ unit 6ခုတည်းကနေပြီးတော့အဋ္ဌိဘာဝပုံဘာဝထည့်လိုက်ရင်ဘယ်လောက်ဖြစ်သွား17ခုဖြစ်သွားဟုတ်ကဲ့လားမှန်ပါအဲ့တော့အုပ်စုလိုက်နေတာအဋ္ဌိဘာဝယုတ်ဆိုတဲ့ဒီ quality တစ်ခုထည့်လိုက်တဲ့အခါရုပ်ရဲ့အည်သွေးလေးတစ်ခုထည့်လိုက်တဲ့အခါခုနက9ခုနဲ့သူကတစုပုံဘာဝနဲ့ခုနက9ခုနဲ့ကတစုဆိုအဲ့ဒါကိုပဲရုပ်10ခုကိုတစုရုပ်10ခုကိုတစုလို့ဒီလိုဖွဲ့စည်းထားတာဖွဲ့စည်းပြီးတော့တည်နေတာကိုပြောတာနော်မှန်ပါပါ unit ဖွဲ့ထားတာအစုလိုက်ရုပ်ဟာတစ်ခုတည်းမှမတည်နေဘူးအစုလိုက်တည်နေကြတယ်ဒါကိုရူပကလာပလို့ခေါ်တယ်ရုပ်ကလပ်အစုလိုက်ဖြစ်နေတာခန္ဓာကိုယ်ထဲမှာရှိတာအစုလေးတွေပဲကြည့်လေပေါင်မုံဖုတ်တာကြည့်တာပေါင်မုံကိုကြည့်မယ်ဆိုရင်တစားစီဖဲ့ကြည့်လိုက်မယ်ဆိုရင်ပေါင်မုံကသူအစုလိုက်စုနေတာပဲလေစုနေလို့ပေါင်မုံတုံးကြီးလို့ထင်နေတာထို့တူပဲအဝတ်ကိုကြည့်ရင်လည်းခြေချောင်းလေးတွေစုနေတာမဟုတ်လားမှန်ပါပါအဲ့ဒီတိုင်းပဲခန္ဓာကိုယ်ထဲမှာလည်းပဲကာမဇာယုတ်တွေကအစုလိုက်နေတာအစုလိုက်စေတစာယုတ်တွေကလည်းအစုလိုက်ဥရုဇာယုတ်တွေကလည်းအစုလိုက်အဲ့လိုတစုစီ unit တွေစုပြီးတော့ထားလို့ပုံမှန်တဏ္ဍာကြီးပေါ်နေတာတဲ့တခုတည်းမဟုတ်ဘူးအများကြီးတစုရဲ့အကြောင်းကိုပြောပြကဲနောက်တစ်ခုဘာရှိသေးတော့ကံ့ကြောင့်ဖြစ်တဲ့ယုတ်တွေဒါအခြေခံအပြင်နောက်တစ်ခုဘာရှိတော့ဆိုလို့ရှိရင်စိတ်တွေရဲ့မိယာယုတ်ကိုဝတ္ထုယုတ်လို့မြတ်စွာဘုရားကပဋ္ဌာန်းမှာတော့ဝတ္ထုလို့တင်ဟောတယ်ရှင်မဘုရကောသအထက်ကရာဆရာလက်ထက်ရောက်တဲ့အခါကျတော့ဟရယဆိုတဲ့စကားလုံးလေးထည့်ပြီးတော့ဟရယဝတ္ထုယုတ်လို့ခေါ်လိုက်တယ်ဓမ္မသင်္ကတိပါဠိတော်မှာဟရယဝတ္ထုယုတ်ဆိုတာကိုဖော်ပြထားခြင်းမရှိပါဘူးဖော်ပြထားခြင်းမရှိဘူးသို့တော့ပဋ္ဌာန်းပါဠိတော်ကြတော့ဟရယဝတ္ထုယုတ်ဆိုတာကိုဖော်ပြထားတယ်မှန်ပါပါ
ဝတ္ထုခန္ဓာနံခန္ဓာဝဋ္ထုတပုရိသတာပစ္စေနပစ္စယောခန္ဓာဝဋ္ထုတဝတ္ထုခန္ဓာနံတို့ဒီလိုပဋ္ဌာန်းပါဠိတော်မှာဝတ္ထုဆိုတဲ့နာမည်နဲ့ဟောထားတယ်တခါရူပလို့ဆိုတဲ့တာမညနာမည်နဲ့လည်းပဲပဋ္ဌာန်းပါဠိတော်မှာဟောဒီရုပ်ကိုရည်စူးပြီးတော့မြတ်စွာဘုရားကယံရူပံနေတာယမနောဓာတုသမနောဝိညာဏဓာတုသဝတ္တန္တိတံရူပံမနောဓာတုယာသမနောဝိညာဏဓာတုယာသနေတယပစ္စေနပစ္စယောဆိုပြီးတော့ဟောယံရူပံအချင်းယုတ်လို့ဒီလိုပဲဟောထားတယ်ဟုတ်ကဲ့အဲ့တော့ပဋ္ဌာန်းပါဠိတော်မှာရူပလို့ယုတ်တမန်အနေနဲ့ဟောတယ်ဝတ္ထုဆိုပြီးတော့စိတ်ရဲ့တရားလို့ဒီလိုဟောတယ်ဒီလိုဟောထားပါရဲ့ရှင်မဘုဒ္ဓဂောသဘာဖြစ်လို့ဟရယဆိုတဲ့စကားလုံးလေးထည့်လိုက်ရတော့လို့ဆိုတော့ဟရယဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကနှလုံးသားကိုရည်ညွှန်းတာလေနှလုံးသားကိုပြောတယ်အင်္ဂလိပ်လိုတော့ heart စကားလုံးပေါ့နော်ဟရယဆိုတာနှလုံးသားကိုပြောတယ်နောက်တစ်ခုကစိတ်ကိုပြောတယ်ကြည့်တယ်အင်္ဂလိပ်လိုအသုံး heart to heart ဆိုတာစိတ်ချင်းသိတာပြောတယ် heart to heart လို့ပြောလို့ရှိရင်heart လို့ပြောလိုက်လို့ရှိရင်နှလုံးသားကိုရည်ညွှန်းတာမဟုတ်ဘူးတခါတလေစိတ်ကိုရည်ညွှန်းတာဗမာစကားမှာလည်းပြောတယ်မဟုတ်လားဒီလူကစိတ်နှလုံးကောင်းတယ်ဟောတခါတရံကျတော့ငါနှလုံးမကောင်းဘူးလို့ပါတော့စိတ်နှလုံးကောင်းတယ်စိတ်နှလုံးချမ်းမြေ့တယ်စသဖြင့်စိတ်နဲ့တွဲပြီးတော့ပြောလို့ရှိကြတယ်စိတ်ကိုရည်ညွှန်းပြီးတော့ပြောဆိုလို့ရှိကြတယ်အေရှင်မဘုရဂောသကဟရယဆိုတဲ့အသုံးလေးကိုသုံးပြီးတော့ဒီရုပ်ဟာဘယ်မှာရှိသလဲလို့ဘယ်ပုံသဏ္ဍာန်နဲ့ခန္ဓာကိုယ်ထဲမှာရှိနေသလဲလို့ဆိုတော့ဘယ်နေရာမှာရှိတုံးလို့မေးတဲ့အခါကျတော့စာပေလာတိုင်းပြောရမယ်ဆိုရင်အလုံးဒီကနေ့ခေတ်မှာဒီနှလုံးသားရဲ့ function ပေါ့နှလုံးသားရဲ့လှုပ်ဆောင်ချက်အကြောင်းတွေကိုလူတွေသိကြတယ်နှလုံးသားဟာ24နာရီခုံးနေတာမဟုတ်လားမှန်ပါပါဗျာနော် ECG တို့ဘာလို့ရိုက်ကြည့်ပြီးနှလုံးခုန်တာမှန်သလားမမှန်ဘူးလားတော့နော်နှကြက်တွေနဲ့တိုင်းကြည့်တာတော့ကျမ်းမာရေးအတွက်ဒီနှလုံးကအမတန်ရေးကြည့်တယ်24နာရီအနားမယူဘဲနဲ့ခုံးနေတာနှာခေါင်းကအသက်ရှူနေတာရယ်နှလုံးလေးကခုံးနေတာရယ်ဘယ်တော့မှနားရတယ်မရှိဘူးလူအိတ်နေလဲခုံးနေတာပဲနော်မှန်ပါပါဗျာအဲ့ဒါဘာအလုပ်လုပ်နေတာတုံးလို့ဆိုတော့ခန္ဓာကိုယ်ထဲမှာသွေးလဲပတ်မှုကို तू ကပတ်သဘောမျိုးနဲ့သွေးတွေလဲပတ်နေအောင်ညှစ်ထုတ်ပေးနေတယ်လို့ဒီလိုဆိုကြတယ်သိပ္ပံဆရာမှန်ပါပါဗျာဒါပြင်ဟရယဝတ္ထုလို့ဆိုတဲ့ဒီရုပ်ဟာဘယ်မှာရှိတာတုံးလို့ဆိုတော့အဘိဓမ္မာကျမ်းဂန်တွေမှာဘယ်လိုပြောတုံးဆိုတော့အဲ့ဒီသွေးဟာလဲပတ်နေတာဖြစ်ပေမဲ့လို့နှလုံးသားထဲရောက်နေတဲ့သွေးလေးဟာဘယ်လောက်ရှိတုံးလို့ဆိုလို့ရှိရင်လက်ဖွားလေးကိုအထက်လှန်လိုက်ပြီးတော့နည်းနည်းလေးတွန့်ပြီးတော့ခုံးထားလိုက်အဲ့ဒီခုံးထားတဲ့ထဲကိုရေကလေးထည့်လိုက်လို့ရှိရင်ရေလေးရဲ့ပမာဏတစ်ခုကိုရလိမ့်မယ်အဲ့ဒီတလက်ဖက်လို့ခေါ်တယ်ဗမာဝေါဟာရတလက်ဖက်တလက်ဆွန့်လက်ဖွားလေးကိုထက်လှန်ပြီးတော့နည်းနည်းလေးတွန့်ခုံးထားလိုက်ခုံးထားပြီးတော့အဲ့ဒီလက်ဖွားလေးအလဲကောင်ကိုရေလေးထည့်ကြည့်လိုက်ရေဘယ်လောက်ဆန့်တယ်လဲဘယ်လောက်ရှိလဲအဲ့ဒီအတိုင်းတာပမာဏခန့်နှလုံးထဲမှာရှိတဲ့သွေးကလေးအဲ့ဒီသွေးထဲမှာဟရယဝတ္ထုရုပ်ရှိတယ်လို့ပြောတာသွေးကိုပြောတာလည်းမဟုတ်ဘူးနှလုံးသားကိုပြောတာလည်းမဟုတ်ဘူးဟုတ်ကလားဟရယဝတ္ထုရုပ်ဆိုတာသွေးကိုပြောတာလည်းမဟုတ်ဘူးနှလုံးသားကိုပြောတာလည်းမဟုတ်ဘူးအဲ့ဒီဟရယဝတ္ထုရုပ်ကလေးဒီတဲ့ကြည့်မျက်စိကနေပြီးတော့အဆင်းအာယုံကမျက်စိကိုလာထိတဲ့အခါတိုင်းအဲ့ဒီထိအောင်အာယုံကရောက်သွားတယ်မျက်စိကမြင်တဲ့အဆင်းအာယုံလေးဟာစက္ခုဒွါရလို့ဆိုတဲ့မျက်စိပေါက်တင်မကဘူးအဲ့ဒီနှလုံးသားပေါ်မှာတီးနေတဲ့ဘဝင်စိတ်ဆိုတဲ့မနောဒွါရအထိရောက်တယ်လို့ဒီလိုဆိုလို့တယ်နော်မှန်ပါပါဗျာအေးကောင်းပြီအဲ့ဒီနှလုံးသားလေးပေါ်မှာမိပြီးတော့စိတ်ဖြစ်တယ်လို့ဆိုတော့ခုခေတ်အနေနဲ့တချို့စဉ်းစားကြတယ်ပေါ့လေနှလုံးကသိတာမဟုတ်ဘူးအုံနောက်ကသိတာတချို့ကလည်းအုံနောက်ကိုပဲဉာဏ်လို့လည်းသတ်မှတ်တယ်သိတာကိုလည်းအုံနောက်ကလို့ဒီလိုယူဆကြတယ်အဲ့တော့အဲ့ဒီအဆိုနဲ့ဆိုလို့ရှိရင်ဟ
ရိယဝတ္ထုယုတ်ဆိုတာဟုတ်ပါမလားအရာရာနှလုံးသားဟုတ်ကလားလို့ဆိုပေါ်လင်ထင်ရှားအောင်ပြောမယ်ဆိုလို့ရှိရင်ကြည့်လေအဲ့ဒီမှာစိတ်ဖြစ်တယ်မဖြစ်ဘူးဆိုတာလေးကိုတာမန်ကြည့်လိုက်မယ်တာမန်တွေးကြည့်တဲ့အတွေးနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်မျက်စိကမြင်လိုက်တဲ့အခါမှာယင်ထဲမှာဒိဋ္ဌိနဲ့ကြောက်စရာအာယုံကိုမြင်ယင်ထဲမှာဒိဋ္ဌိနဲ့မဖြစ်ဘူးလားဖြစ်ပါဘူးဗျာအေးမကောင်းတဲ့သတင်းကြားလိုက်ရင်လည်းယင်ထဲမှာဒိဋ္ဌိနဲ့မဖြစ်ဘူးလားဖြစ်ပါဘူးဗျာနားကကြားရင်လည်းဒိဋ္ဌိနဲ့ဖြစ်သွားတာပဲဟုတ်ကဲ့လားဝမ်းသာစရာသတင်းကြားလိုက်ရင်လည်းဘယ်မှာအရင်ခုံတော့နှလုံးမှာသွားပြီးအရင်ခုံတယ်ဟုတ်ကဲ့လားဒီလိုထင်ရှားတဲ့အချက်ကလေးကိုကြည့်ပြီးတော့ရှင်မဘုရားဂေါသကဟရိယဝတ္ထုလို့ဒီလိုသုံးခဲ့တာလည်းဖြစ်နိုင်တယ်နောက်တနည်းကဟရိယဆိုတာစိတ်ကိုရည်ညွှန်းတာဝတ္ထုဆိုတာတရားမိယာစိတ်ရဲ့မိယာယုတ်လို့ဒီလိုဆိုလိုတယ်မှန်ပါပါအဲ့တော့စိတ်ရဲ့မိယာယုတ်ဆိုတာနှလုံးသားနဲ့အုံနောက်နဲ့ဆက်နေတာဆက်နေတော့ဘယ်နေရာပဲဖြစ်ဖြစ်စိတ်ပေါ်တဲ့နေရာကိုရည်စူးပြောမယ်ဆိုလို့ရှိရင်နှလုံးသားနဲ့အုံနောက်တစ်ခုခုပဲမြတ်စွာဘုရားအလိုကတော့ဘာရဲ့လို့ဟောခဲ့ဘူးဟရိယဝတ္ထုကိုခုနကနှလုံးထဲမှာရှိတဲ့သွေးတလက်ဆွန်းလောက်ရှိတဲ့သွေးထဲမှာတည်နေတယ်လို့ဆိုတဲ့အထက်ကရာစကားအပြင်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကဝတ္ထုလို့တမ္မာဟောတယ်ဟရိယသရာကလည်းပဲစိတ်ကိုဟောတယ်ဆိုရင်ဟရိယဝတ္ထုဆိုတာစိတ်ရဲ့တရားယုတ်လို့based on mind ဆိုလို့ရှိရင်နှလုံးလည်းဖြစ်မယ်အုံနောက်လည်းဖြစ်နိုင်တယ်ဘယ်နေရာပဲစိတ်ပေါ်လို့ဘာဖြစ်လို့တုံးဆိုလို့ရှိရင်ကြည့်ချစ်တယ်မုန်းတယ်ဆိုရင်နှလုံးသားထဲကဖြစ်တာတစုံတစ်ခုခက်ခဲကြံစီပြီးတော့တွေးတောကြတယ်ဆိုရင်လူတွေဘယ်ကိုကုတ်တုံးခေါင်းကုတ်တာလားဘိုက်ကုတ်တာလားခေါင်းကုတ်တာပါဩတွေးပြီဆိုလို့ရှိရင်တော့ခေါင်းကိုအသုံးချတာဖြစ်နေတယ်ဟုတ်ကဲ့လားမှန်ပါပါစားရလူတွေကတွေးပြီးတော့နေတယ်ဆိုရင်တခါတည်းမျက်မှောင်လေးကျုပ်ပြီးတော့ခေါင်းကုတ်ပြီးတော့စဉ်းစားတာဘယ်လိုလုပ်ရကောင်းမလို့ဘယ်လိုလုပ်ရကောင်းမလို့ဆိုအကြံဉာဏ်တွေကဘယ်ကထွက်နေတာတော့အဲ့ကြတော့အဲ့လိုပြောလို့ရှိရင်ဟရိယဝတ္ထုဟရိယဆိုတာစိတ်ဝတ္ထုဆိုတာတရားမြတ်စွာဘုရားကဒါကြောင့်များလားဒီဝတ္ထုလို့တမ္မာဟောခဲ့တာများလားလို့တွေးတောစရာရှိတယ်ပေါ့နော်မှန်ပါပါဗျာရှင်မဘုရားဂေါသဝတ္ထုလို့ဟရိယဝတ္ထုလို့ဟရိယသရာထဲလိုက်တာလည်းပဲမမှားဘူးလို့ပြောရမယ်ဘာဖြစ်လို့တော့ဆိုစိတ်ရဲ့တရားလို့အဓိပ္ပာယ်ရနိုင်တယ်တနည်းကမှန်ပါပါဗျာဟရိယဆိုတာစိတ်ဝတ္ထုဆိုတာတရားနှလုံးသားကိုရည်ညွှန်းတာမဟုတ်ဘူးလူတွေမှာစိတ်အဖြစ်များတာကနှလုံးသားနဲ့အုံနောက်မှာချစ်တာမုန်းတာကြတော့နှလုံးသားတွေးတာကြံတာစီတာကြတော့အုံနောက်မှာဟောဒီနှစ်ခုကြားမှာစัจ जा မှာဖြစ်နေကြတယ်လို့ဒီလိုပြောဟုတ်ကဲ့မှန်ပါပါဗျာဝမ်းသာရင်ဝမ်းနေရင်ခေါင်းကိုင်တာလားဘိုက်ကင်တာလားရင်ဘတ်ကိုကိုင်တာဟုတ်လားရင်ဘတ်ကိုကိုင်တာနှလုံးကိုဖိတယ်လေမှန်ပါပါအဲ့ဒီနေရာကိုသွားဖိတယ်ဝမ်းသာလို့ရှိရင်ဟောစိတ်ညစ်လို့ရှိရင်ဘယ်ကုတ်တာတော့ခေါင်းကုတ်တာဆိုတော့ဒီဟရိယဝတ္ထုယုတ်ဆိုတာဟာစိတ်ဖြစ်ပေါ်တဲ့နေရာမှာတည်ရှိတယ်လို့ပြောမယ်ဆိုလို့ရှိရင်ဘုရားမြတ်စွာရဲ့အလိုတော်ကြနိုင်လောက်ဆရာရှိတယ်နော်ဘာဖြစ်လို့လို့ဆိုမြတ်စွာဘုရားကယံရူပံနိဒာယအကျဉ်ယုတ်ကိုမိပြုပြီးမနောတတ်တို့မနောဝိညာဏတတ်ဆိုတဲ့အသိစိတ်တွေပေါ်တဲ့အဲ့ဒီယုတ်ဟာလို့ဒီလိုတမ္မာမဲဟောခဲ့တယ်ဘယ်နာမှာရှိတာတုံးလို့ဆိုတာတော့မဟောခဲ့ဘူးဟုတ်ကဲ့လားမဟောခဲ့သည့်အတွက်ကြောင့်စိတ်ဖြစ်နိုင်တဲ့နေရာတွေပေါ့စိတ်ဖြစ်နိုင်တဲ့နေရာတွေမှာရှိတယ်လို့ဒီလိုပြောအောင်အေးနှလုံးသားထဲမှာတည်တဲ့သွေးထဲမှာလို့ဆိုတဲ့အတွေးခေါ်ရောက်လာတဲ့အခါကျတော့ဘာပြဿနာဖြစ်လာတော့ဆိုလူတွေရဲ့ဒီနှလုံးကိုပြောင်းလဲပြီးတော့တတ်စဉ်နှလုံးဆက်တတ်တာတို့ဟုတ်လားနှလုံးကိုခွဲစိတ်ကုသလို့ဒီ heart transplantation လုပ်တာတွေတို့ကြတော့တွေးတောစရာတွေတခါဖြစ်လာပြန်တယ်တွေးတောစရာဖြစ်လာပြန်အဲ့လိုတွေးတောစရာဖြစ်လဲပဲခုနကသွေးထဲမှာတည်တာဆိုတော့နှလုံးထုထဲမှာရှိတဲ့သွေးကအဓိကကတော့သွေးပဲဟုတ်ကဲ့လားမှန်ပါပါသွေးထဲမှာဟရိယဝတ္ထုလို့ရှိတယ်ဆိုသွေးရှိနေတယ်မြတ်လူကတော့အသက်ရှင်နေဦးမှာပဲစိတ်လည်းဖြစ်နေဦးမှာပဲသွေးမရှိတော့ရင်တော့မရတော့ဘူးပေါ့နော်အေးဒါကြောင့်မို့လို့ဘယ်နေရာမှာပဲဖြစ်ဖြစ်
အများသိတာတဲ့စကားလုံးနဲ့ပြောမယ်ဆိုလို့ရှိရင်ချစ်တာမဟုတ်တာကနှလုံးသားနော်တွေးတာကြံတာကအုံနောက်အဲ့ဒီနှစ်ခုကြားမှာစိတ်တရားဖြစ်ကြတယ်လို့ဒီလိုပြောလို့ရှိရင်တော့ဒီကနေ့ခေတ်အားလုံးလက်ခံနိုင်တဲ့အနေအထားရှိနိုင်တယ်ပေါ့လက်တွေ့နဲ့နော်ဘာဖြစ်လို့လဲဆိုမြတ်စွာဘုရားဟောထားခဲ့တယ်ဆိုရင်တော့တည်တည်ချာချာဟောထားခဲ့ရင်တော့ဘာမှစဉ်းစားစရာမလိုဘူးမြတ်စွာဘုရားကဟရိယဝတ္ထုယုတ်ကိုမဟောခဲ့ဘူးတိုက်ရိုက်ပဋ္ဌာန်းမှာဝတ္ထုလို့ဟောခဲ့တယ်ယံရူပံလို့ဟောခဲ့တယ်ဒါပဲရှိတယ်နော်မှန်ပါပါတို့တော့စိတ်ရဖြစ်ရမိရယုတ်ဆိုတာလိုအပ်နေတယ်အေးကောင်းပြီဟရိယဝတ္ထုယုတ်ဆိုတာလည်းပဲဒီစိတ်အချို့ရဲ့မိယာအနေနဲ့လူရဲ့တရားမှာရှိနေတယ်ဒါကလည်းဘယ်သူကဖန်တီးပေးတာတုံးဆိုကံကဖန်တီးပေးထားတာသူလည်းပဲအ ਨੇ ဆုံးယုတ်10ခုရဲ့အပေါင်းပဲ unity of 10ပေါ့10ခုရှိရဇီဝိတယုတ်အပါဝင်ဖြစ်တဲ့9ခုကိုအခြေခံပြီးတော့ဟရိယဝတ္ထုယုတ်တစ်ခုထည့်လိုက်တော့ဝတ္ထုတတကဟုတ်လားယုတ်10ခုအပေါင်းဖြစ်ပြန်တယ်တခုတည်းကိုမနေဘူးအာရုံစုပြီးတော့နေတယ်ကံ့ကြောင့်ဖြစ်တဲ့ယုတ်တွေဟာ10ခု10ခုစုပြီးတော့နေတယ်လို့ဒီလိုမှတ်ဒါကခန္ဓာကိုယ်တစ်ခုလုံးမှာပြန့်နှံ့နေတဲ့အရာတွေကိုပြောတာအဲ့တော့ပေါင်းလိုက်တော့ခုနကပြောတဲ့အဓိကအခြေခံယုတ်တရားတွေရဲ့အစုအဝေးဖြစ်တဲ့10ခုဇီဝိတထပ်ထည့်လိုက်တော့9ခုအမျိုးသားတွေမှာပုံပါဝအမျိုးသမီးတွေမှာအဋ္ဌိပါဝနောက်ဟရိယဟောထည့်လိုက်ပြီနောက်တစ်ခုဘာလာတော့ဆိုလို့ရှိရင်သက်ရှိတ attva တွေမှာထူးခြားတဲ့ယုတ်ကလေးတွေပေါ်လာပြန်တယ်ကံကြောင့်မို့လို့ပေါ်လာတာကံကြောင့်ဖြစ်တဲ့ယုတ်တွေကဘာတော့ဆိုရင်စက္ခုပတာရယုတ်တဲ့မျက်စိစက္ခုပတာရဆိုတာပတာရဆိုတာကြီးနေတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်မျက်လုံးကလေးရဲ့အကြည်ဓာတ်နဲ့ဒီခန္ဓာကိုယ်ရဲ့အကြည်ဓာတ်နဲ့မတူဘူးဟုတ်လားကြီးတယ်ဆိုတာအာယုံကိုဖမ်းယူနိုင်တဲ့စွမ်းရည်တတ္တိကိုပြောတာအပြင်ဘက်ကအစင်းအာယုံတွေကိုဖမ်းယူနိုင်တဲ့မှန်ကလေးလိုကြီးနေတာမျက်လုံးနားလည်းအဲ့လိုအကြည်လို့ပဲခေါ်တယ်သို့သောအင်္ဂလိပ်လိုပြန်တဲ့အခါကျတော့ sensitive လို့ပြန်တယ် sense organ sensitive eye ဒီလိုပြန်တယ်ပါဠိလိုတော့စက္ခုပတာရယုတ်တဲ့ပတာရယုတ်ဟာလူတွေမှာ5ခုရှိတယ်ပတာရယုတ်ဆိုသည်မှာပြင်ပကအာယုန်တွေကိုဖမ်းယူနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ကံကပေးထားတဲ့ယုတ်5မျိုးလို့ဒီလိုပြောတာအကြမ်းဖျင်းပြောမယ်ဆိုလို့ရှိရင်မျက်စိရယ်နားရယ်နှာခေါင်းရယ်လျှာရယ်ကိုယ်ရယ်ဟုတ်ကဲ့လားကိုယ်ဆိုတာကတော့ဘယ်နေရာထိသိတဲ့နေရာထိရင်သိတဲ့အာယုံကိုဖမ်းယူနိုင်တဲ့သဘာဝကိုပြောတာနော်မှန်ပါပါအလုံးကိုပတာရယုတ်လို့ခေါ်တယ်ဘာဖြစ်လို့ပတာရယုတ်ဆိုရင်အာယုန်တွေကိုရယူနိုင်တဲ့စွမ်းရည်တတ္တိရှိလို့အာယုန်တွေကိုယူနိုင်တယ်အစင်းအာယုန်ကိုမျက်စိကယူတယ်ဖမ်းယူနိုင်တယ်အတန်အာယုန်ကိုနားကဖမ်းယူတယ်အနတ်အာယုန်ကိုနှာခေါင်းကဖမ်းယူတယ်ရတာအာယုန်ကိုလျှာကဖမ်းယူတယ်ခန္ဓာကိုယ်ကထိအာယုန်တွေကိုကာယပတာရကဖမ်းယူတယ်လို့ဟောပတာရယုတ်5ခုစဉ်းစားကြည့်သမ်းမှလူတွေမှာပြင်ပနဲ့ဆက်သွယ်စရာအဲ့ဒီယုတ်5ခုသာမပါလို့ရှိရင်လူဘဝဘယ်လိုနေပါအဆက်သွယ်တွေပြတ်မနေပြီဘူးလားပြတ်နေပါပါဗျာပြင်ပကဟာလည်းဘာမှမမြင်ရဘူးအတန်လည်းဘာမှကြားရမှာမဟုတ်ဘူးအနံလည်းဘာမှမရဘူးအရသာလည်းသိမှာမဟုတ်ဘူးထိလည်းသိမှာမဟုတ်ဘူးဘာနဲ့တူတုံးဆိုလို့ရှိရင်ရုပ်တုကြီးနဲ့တူမနေဘူးလားတူနေပါတယ်ဗျာအဲ့ဒါတွေမပိုင်ရုပ်တုကြီးနဲ့ပဲတူနေမှာပဲပရိစ္ဆေသမုပ္ပါမှာကြည့်လေမြတ်စွာဘုရားနာမရူပပစ္စယသလာယတနာဆိုတာပြောတာဆက်သွယ်စရာအင်္ဂါရက်တွေလူတွေမှာပေါ်လာတယ်အဲ့ဒါတွေကပတာရယုတ်5ခုဒီပတာရယုတ်5ခုသည်ကံ့ကြောင့်သာဖြစ်တယ်လို့စက္ခုပတာရသောတပတာရဂာနပတာရဇိဝပတာရကာယပတာရလို့ဟောအကြည်ယုတ်5မျိုး
အကြည်ဆိုတာမှန်လို့ကြီးနေလို့အကြည်ပြောတာမဟုတ်ဘူးအာယုံကိုရယူနိုင်တဲ့စွမ်းရည်တတ္တိရှိတာကြည့်ပါလားတယ်လီဗီရှင်းကြည့်ကြတော့ဗာတက်ထားကြတော့ခုဒီမှာနိုင်ငံခြားဟာတွေကြည့်ကြဇလောင်းနေတက်တယ်အဲ့ဒီကဖမ်းပေးတာပဲလေဒီပြင်ဒုတ်ချောင်းထောင်ထားလို့ရပါမလားမရပါဘူးရဘူးနော်သူကလည်းသူမှဖမ်းလို့ရတယ်ထို့တူပဲမျက်စိကမှအစင်အာယုံကိုမြင်တာနားကမှအတန်အာယုံကိုကြားတာသူဟာနဲ့သူလူခန္ဓာကိုယ်မှာလည်းပဲဖမ်းဖို့ပြင်ပကအာယုံနေနဲ့ဆက်သွယ်ဖို့ဖမ်းယူဖို့အင်္ဂါရက်တွေပေါ်နေတယ်အဲ့ဒါကဒါလည်းပဲယုတ်တရားလို့ခေါ်တယ်ဟုတ်ကဲ့လားအဲ့တော့ယုတ်တရားပေါင်းဟာပြန်တွက်ကြည့်လိုက်လို့ရှိရင်ဘယ်လောက်ရှိသွားပါတော့အားလုံးအခြေခံက8ယုတ်အဲ့ဒီ8ယုတ်ထဲမှာဇီဝိတထည့်ရင်9ခုနော်အဋ္ဌိဘာဝပုံဘာဝထည့်လိုက်17ခုနော်နောက်တစ်ခါဟရယထည့်လိုက်12ခုနောက်ပြီးတော့သက္ခုပတာရသောတာပတာရဂါနပတာရဇီဝပတာရကာယပတာရထည့်လိုက်လို့ရှိရင်ဘယ်လောက်ရှိသွား18ခုရှိသွားပြီဒါရုပ်အစစ်18ခုအဲ့ဒီထဲမှာဘာလို့နေတုံးလို့ဆိုတော့ဘာမပြောသေးတာတုံးဆိုတတ္ထဆိုတဲ့ရုပ်ကလေးတစ်ခုမပြောရသေးဘူးဘာဖြစ်လို့မပြောတာတုံးဆိုဒီတတ္ထဆိုတဲ့ရုပ်ကလေးကစိတ်ကြောင့်ဥဒုကြောင့်သာဖြစ်တာကံ့ကြောင့်ဖြစ်တဲ့အထဲမှာမပါဘူးဟုတ်ကဲ့လားအတန်ဆိုတဲ့ရုပ်ကလေးကစိတ်ကြောင့်ဖြစ်တယ်ဥဒုကြောင့်ဖြစ်တယ်ကံ့ကြောင့်မဖြစ်ဘူးဒါကြောင့်မလို့အထက်ကလယုတ်8ခုထဲမှာခွဲဝေလို့မရတဲ့8ခုထဲမှာသူကမပါဘူးမပါဘူးဘာဖြစ်လို့တုံးဆိုတော့စိတ်တို့ဥဒုတို့ဆိုတာပစ္စုပန်အကြောင်းတရားတွေကံကအတိတ်အကြောင်းတရားမှန်ပါပါစိတ်ဆိုတာအခုလောလောဆယ်ရှိနေတဲ့စိတ်ကိုပြောတာဥဒုဆိုတာလည်းအခုကြုံတွေ့နေတဲ့ဥဒုကိုပြောတာဒါတွေကပစ္စုပန်အကြောင်းတရားတွေဖြစ်သောကြောင့်သူ့ကိုမထည့်ဘူးဟောသူထည့်လိုက်သူလည်းစိတ်ကြောင့်ဖြစ်တာဥဒုကြောင့်ဖြစ်တာဆိုတတ္တထည့်လိုက်မယ်ဆိုရင်ရုပ်ပေါင်းဘယ်လောက်ဖြစ်သွား18ခုတဲ့အဲ့ဒီ18ခုကိုသဘာဝရုပ်တကယ်ရုပ်အစစ်ပါလို့ဒီလိုဟောတာရုပ်အစစ်ဟာအဲ့ဒီ18ခုပဲရှိတယ်ဝိပဿနာကမ္မထာတရားအထုတ်လို့ရှင်အဲ့ဒီ18ခုတည်းကတခုကိုအထုတ်ရတယ်18ခုဟာဝိပဿနာရဲ့အာယုံဖြစ်တယ်ရုပ်28ခုလို့ကြားမှုပါတယ်ဘယ်နဲ့ကြောင့်18ခုတင်မဲ့ရုပ်အစစ်ဖြစ်ရတော့ဆိုကျန်တာတွေကဆင့်ပွားထားတဲ့ရုပ်တွေရုပ်အစစ်မဟုတ်ဘူးတဲ့ဒီရုပ်တွေကသဘာဝရုပ်လို့လည်းခေါ်တယ်နိဗ္ဗာန်ဆိုင်ရာအကြောင်းတရားတွေကထုတ်လုပ်ထားတဲ့ရုပ်တွေလို့လည်းခေါ်တယ်မှန်ပါပါဗျအဲ့ဒီရုပ်တွေကသာလျှင်ရုပ်အစစ်တဲ့ဒါဖြင့်ကံတက်တက်နဲ့ရနိုင်တဲ့ရုပ်တွေကဘယ်ရုပ်တွေတုံးလို့မေးလို့ရှိရင်ခုနကပြောတဲ့ပတာရရုပ်၅ခုဆိုတာကံတက်တက်ပဲဥဒုကြောင့်မျက်စိမဖြစ်နိုင်ဘူးเนาะစက္ခုပတာရယုတ်မရနိုင်ဘူးအာဟာရကြောင့်ပတာရယုတ်မရနိုင်ဘူးစိတ်ကြောင့်ပတာရယုတ်မရနိုင်ဘူးရနိုင်လို့ရှိရင်စားအကောင်းစားတာအကောင်းလေးတွေစားနေမယ်ရာသီဥတုကောင်းမယ်ဆိုရင်မျက်လုံးတွေကတစ်လုံးပြီးတစ်လုံးထပ်ပေါ်နေမှာပေါ့เนาะအဲ့တော့ကံ့ကြောင့်သာလင်ရနိုင်တာသူကဒီဟာကကံ့ကြောင့်တက်တက်ဖြစ်တာပတာရယုတ်၅ခုဆိုတာကံ့ကြောင့်တက်တက်ဖြစ်တယ်ဒါကြောင့်မို့လို့ပျက်စီးသွားရင်အစားထိုးလို့မရဘူးပျက်စီးသွားရင်အစားထိုးလို့မရမျက်စိကုလို့ရတယ်ဆိုတာတဘာဝမပျက်စီးသေးရင်သာကုလို့ရအကယ်၍ artificial မျက်လုံးနဲ့လူတွေလုံးလို့ရလာပြီလို့ဆိုရင်တော့ဒါကန့်ကြောင်မဟုတ်ဘူးကန့်ကြောင်ကြီးမဟုတ်ဘူးလို့ပြောစရာရှိနိုင်တယ်ပေါ့သို့တော့ခဏထိအောင်မြင်မှုမရှိသေးပါဘူးဒါအဲ့တော့ကံတက်တဲ့ကြောင့်ဖြစ်တယ်လို့ပဲဒီလိုအဘိဓမ္မာကျမ်းကနေမှာဆိုတယ်နောက်တစ်ခုဇီဝိတယုတ်ဆိုတဲ့ခန္ဓာကိုယ်ထိမ့်သိမ့်ဆောက်ရှောက်တဲ့ကမ္မဇာယုတ်တွေကိုစောင့်ရှောက်မှုပေးတဲ့ယုတ်လေးဟာလည်းပဲကန့်ကြောင်ပဲဖြစ်တယ်ဒီပြင်ဟာကြောင့်မဖြစ်ဘူးပတာရယုတ်၅ခုဇီဝိတယုတ်တစ်ခုနောက်ပြီးတော့အဋ္ဌိဘာဝပုံဘာဝ femininity masculinity အဲ့ဒီယုတ်တွေကလည်းကန့်ကြောင်တက်တဲ့ဖြစ်တယ်နောက်ပြီးတော့ဟရယစိတ်ရတရားယုတ်ဆိုတာလည်းကန့်ကြောင်တက်တဲ့ဖြစ်တယ်
ပေါင်းလိုက်တဲ့အခါကျတော့ရုပ်9ခုနော်ပတ္တာရယုတ်5ခုရဲ့ဇီဝိတရဲ့အဋ္ဌိဘာဝပုံဘာဝဟရိယဟောဒီယုတ်5ခုကကံကြောင့်ပဲဖြစ်တယ်တခြားအကြောင်းကြောင့်မဖြစ်ဘူးတဲ့ဒါကြောင့်ဧကံကမ္မဇယုတ်လို့ပြောတာနော်အကြောင်းအနေနဲ့ပြောလိုက်မယ်ဆိုရင်နောက်တစ်ခုကဒီထဲမှာခုနကအတန်ဆိုတာအထက်ကလယုတ်8ခုဖွဲ့စည်းတဲ့ထဲမှာအတန်ကိုထည့်ဖွဲ့စည်းမထားဘူးဖွဲ့စည်းထားရင်အများအားကြားနေမှာပေါ့မကြားပေဘူးလားအများအားစူးနေမှာပဲဟုတ်ကလားအတန်ဆိုတာအမြဲပေါ်နေတာဟုတ်ကလားမဟုတ်ဘူးပစ္စုပန်အကြောင်းတစ်ခုနဲ့မှပေါ်လာတာစဉ်းစားကြည့်လိုက်ပေါ့မြန်မာလူမျိုးတွေယဉ်နေနေတဲ့စောင်းပဲကြည့်ပေါ့စောင်းထဲမှာအတန်တွေရှိသလားရှိဘူးနော်စောင်းအိုးရယ်စောင်းကျိုးရယ်တီးတဲ့လက်ရယ်ပေါင်းလိုက်တဲ့အခါကျတော့မှအတန်ထွက်လာတာလေမှန်ပါပါပစ္စုပန်အကြောင်းကြောင့်အတန်ထွက်လာတာအဲ့ဒါကြောင့်မို့လို့အတန်ဆိုတာပစ္စုပန်အကြောင်းတရားကိုငဲပြီးတော့ဖြစ်ပေါ်လာတာဖြစ်သောကြောင့်အခြေခံယုတ်တွေထဲမှာထည့်မထားဘူးတဲ့ဘုန်းကြီးတို့ဂျာမနီနိုင်ငံသွားပြီးတော့ဝိဓမ္မာသင်တန်းပို့ချတဲ့အခါမှာသင်တန်းတက်တဲ့ဂျာမန်တယောက်ကဒီအတန်အကြောင်းကိုသူမေးတယ်ဒီရုပ်ရှိခုထဲမှာဘာဖြစ်လို့အတန်မပါတာတော့နဲ့အစင်းတို့အနံ့တို့အရသာတို့တော့ပါတယ်ပေါ့ဘာဖြစ်လို့အတန်မပါလာတာလဲအတန်လည်းဖြစ်နိုင်တယ်မဟုတ်လားလို့ဆိုဘုန်းကြီးကခုနဥပမာနဲ့ပြောပြတယ်မင်းတို့စီမှာဂီတာရှိတယ်ဂီတာထဲမှာအတန်ရှိလားမရှိဘူးမရှိရင်ဒီအတန်ဟာငကောဖွဲ့စည်းထားတာမဟုတ်ဘူးဆံရအကြောင်းကြောင့်ဖြစ်တယ်သူကဘာကိုသွားပြီးတော့သူကရောထွေးသွားတော့ဆိုတော့အတန်ကို recorder တို့ဟုတ်လားဒီမှတ်တမ်းတင်ထားလို့ရတာကိုခုခေတ်ပြောတဲ့ MP3 တို့ MP4 တို့နဲ့ဖမ်းထားလို့ရှိရင်အတန်ကရနေတာကိုရနေတော့အေးဟုတ်တယ်အဲ့ဒါကအတန်ဖြစ်လာပြီးတဲ့နောက်တော့ဖမ်းထားလို့ရတယ်ဒါပေမဲ့လို့မဖြစ်ခင်ကအတန်ကဘယ်နှနေတယ်ဆိုတာမရှိဘူးလို့ဟုတ်ကဲ့လားမှန်ပါပါဘယ်နေရာမှာအတန်ရှိနေတယ်ဆိုတာကြည့်လေမိချစ်ဖူးဥပမာပဲကြည့်အောင်ပေါ့မိရှိနေရလားမိချစ်ဖူးထဲမှာရှိပါဘူးမရှိဘူးအကြောင်းကြောင့်ဖြစ်လာအတန်ဆိုတာလဲထို့အတူပဲဘယ်နေရာမှာအောင်းနေတာအဲ့လိုမရှိဘူးသို့တော့ဆိုင်ရာအကြောင်းတရားတွေညီညွတ်ရင်ပေါ်လာတဲ့သဘောပဲရှိတယ်တဲ့ဒီဒါကြောင့်မို့လို့ဒီတတ္တဟာခုနအဆင်းတို့ဘာတို့နဲ့မတူဘူးလို့ तू ကရှိနေတဲ့အရာမဟုတ်ဘူးလို့ဖြစ်လာတဲ့အရာပဲဖြစ်တယ်အတ္တကလယုတ်ရှိခုတွေကတော့ရှိနေတဲ့အရာတွေဒါတွေကအရာခတ်သိမ်းထဲမှာသူတို့က remain ဖြစ်နေတည်ရှိနေကြတယ်အတန်ကအဲ့လို remain ဖြစ်နေတာမဟုတ်ဘူးဆိုင်ရာအကြောင်းတစ်ခုနဲ့ပေါင်းလိုက်တဲ့အခါမှာပေါ်လာတဲ့ဟာနောက်ပိုင်းတော့သူကသဘောပေါက်သွားပြီးတော့နောက်ဗာမေးကောင်းမှမမေးတော့အဲ့ဒါလို့တတ္တယုတ်ကလေးဆိုတာတတ္တောစိတ်တောတုဇောလို့ဆိုတဲ့အတိုင်းစိတ်ဥဒုကြောင့်ဖြစ်တာနော်မှန်ပါပါအေးပေါင်းလိုက်တဲ့အခါကျတော့ဟောဒီယုတ်18ခုကိုနိဗ္ဗာန်ယုတ်လို့ခေါ်တယ်ဘာကြောင့်လို့ဆံရအကြောင်းတရားတွေကထုတ်လုပ်တဲ့ယုတ်ဖြစ်သောကြောင့်နိဗ္ဗာန်ယုတ်လို့ခေါ်တယ်အဲ့ဒီနိဗ္ဗာန်ယုတ်ဆိုတဲ့ယုတ်ကသာလင်သဘာဝယုတ်တကယ်ယုတ်အစစ်လို့ဆိုလို့တယ်ဒါဖြင့်ယုတ်28ခု18ခုသာယုတ်စစ်ဆိုကြံတဲ့10ခုကဘာတွေတုံးလို့မေးစရာရှိတယ်သူတို့တော့သိချဲ့ပြီးတော့မပြောတော့ဘူးเนาะဘာဖြစ်လို့တော့ဆိုဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်ဖို့ရကတော့ဒီ18ခုပဲကျန်တာကကြည့်ကလပ်စည်းလေးတွေကြားထဲမှာကြားလေးဆိုတာမရှိဘူးလားရှိပါဘူးဘယ်လိုပဲထိနေဆိုပါစို့ပဲစီကလေးတွေဖန်မှုထဲမှာထည့်ထားလိုက်တယ်တစည်းနဲ့တစည်းထိနေတယ်လို့ပြောပေမဲ့လို့အဲ့ဒီအစီနှစ်ခုကပူးကပ်ပြီးတော့တခုတည်းဖြစ်မသွားတာကိုထောက်လို့ရှိရင်သူတို့နှစ်ခုကြားမှာလူမျက်စိနဲ့မမြင်နိုင်တဲ့ space လေးတွေကြားလေးတွေရှိတယ်ဆိုတာမသိတာဟုတ်လားသိပါပါအေးလူတွေဝတ်နေတဲ့အထည်လဲကြည့်လေခြေချောင်းလေးတွေကသူကတသန့်စီနေတာအဲ့ဒါလို့တသန့်စီနေနိုင်တာကိုကကြားထဲမှာကြားလေးတွေရှိတယ်ဆိုတာပြောတာအဲ့ဒါကိုအာကာသယုတ်လို့ခေါ်တယ်နော်ဟ
Hori yokalat the kunet the kuja, sally the cook, group the kuja Yok a su lady, Kamazayo saying Sagu su. No, say the Zayo solution, a chigan shiku su. Uruzayo solution, a chigan shiku su. Aharayo solution, a chigan shiku su. Kamazayo ma, a chigan gogu su, Sagu su. Eri yok the zune the zu jarema, the jolly shide. Eri jagan lady go, Agada yogu kore. Praise it, I yolo le kore. Pine chare yo, no? Era got the cook. Now, Biro, Chidi, Lude Adi, Yokana Gojima, the only day outside the air kama. Janet Ludiago, Tina on Kanago yet low shamuri, activity. Kanago yet low shamuri, Muyaris, Meshibula. Eh, Ludiago, Laze and Loshi, Leia Piara. Sign language to Sumazo. Luri, don't you need a sign language? Hala, then you only tell me Bizape in the Ramabiona Lupiora, Tomo Duru Lupiora. No? Erelu, sign language to Kaya Winya Lucora. Erale, you never pattern a reader, you look Tamalida, the Gero Yomo, Konaga Sashiku, Swabi, do you the Kulu Kolaida? Hogala? Kalasi the Kutu Jaga, Space Lego, Yodaku Kodaloe, Tio Lo Shamu, the Amuya Regoleve, Yolo Kolaida. Duye Pombandana, Mumu Lopiana, Madamia, sign language, Madamia, da Kaya Winya, Pedago, do yet Luin Sanao, Tisi, the Yo, Winya Tisura, Tisi. The Pedago, Goya Sanao, Portota. Oh, da Kaya Winya. Now the Kajaro, Basaka Nevido, Tobido, Atanet, Drepebido, Piora Jaro, was he winyat? Was he winyajaro, Tarayone, and yet Duenia, Adama Babalo Dim. Adama Tredelus of Zakali and Loda, Hodia Namle, no? Babiora, Mania, Hogan. Adalene, Duelima, was he winya you got ten in Shasha Shide. Eddie was he winya so that Tisagabio than Goleve, Sagabio Yogoleve. Showlo di Lutama later. Amanga Atanye, Amu Ayane, Lure Dida Sagalo, go Porto Beda, Piora. Tuga Yodida and Lumho, Todo, Yone Sasabi needed Yapidoyan, do go Yolo Tama later. Panakushi dog. Tongu she dog. No? Eh, the Kadian Yadiulia, Kau, Sadia, Dosia, Lea, Kaune, Kajaro, Kanagolia, Bo, Baba Mishula. Eh, Era Lahuda Yolo Tamate. The Kadian Luya Kanago Adi, tension in Mishu, a George and a pure Nilutano Kaune, Mutu Dayo. The Kadagan Lolo Kaino Hola, a more bank canine, Kamenyata Yo. The Kadianja, a Momakana, Ulani Shoutan and Morning. How good? You are Yadiuru, say Cheniru, the Kadaka Yadiuru Kaune, Arari Kaune, say Nini Kamale, and you pit at it. How can say Chini ya Kanago Povara Shide, say Chini ya Kanago Lilandora Shide, Edari Leve, Yoye, a Nitari Chedoja, Yoye, Pyongwe needed Bawari Chedoja, to do whatever Yolu Tamalite. Yolu were collide. The Gayaro, the Huda Yosa, Dada Shiela, so Messi who disesikuye, Povadora, disesikuye, Nunyandora, disesikuye. Don't I want to see Dora who pure hard? Get it, don't tell I know, when I cook it. Chow cook it. Every time the Yodi to me Lekana, leave you tat tail like. Pardon saying Yodi ha, sat den lare a change sheet. Upasaya. Celebrity of chip on it a change sheet, thunder deed. Umi yin your daughter change my yen lare change my sheet. Sarada, Pietware, Chaimani Shide, Anisata. Oh. Sejaro, Ubati, and Domureve, Yojaro, Pitan, Nelly, Cheyuramo, Sabiro Pitao, Danadi, Celebiro Piponirago, Sapitago, Upasea, Celebi Pinirago, Dandadi.
ရင့်ရော်သွားတာကိုစရတာပျက်စီးသွားတာကိုအနိစ္စတာအဲ့ဒါကရုပ်ရဲ့တွင်ပြင်လက္ခဏာ၄မျိုးပဲအဲ့ဒီ၄မျိုးနဲ့ခုနက6ခုနဲ့ပေါင်းလိုက်တော့10ခုဒါလည်းရုပ်ရဲ့လို့မဟုတ်ဘူးရုပ်ရဲ့အခြေအနေတွေကိုဖော်ပြတာရုပ်ရဲ့လက္ခဏာတွေကိုပြောတာရုပ်ရဲ့လက္ခဏာကိုရုပ်ထဲထည့်လိုက်တယ်ပေါ့ဒါရုပ်နဲ့တွဲနေလို့ဒီလိုပေါ့လေကြည့်လေရေယူကစားမှာဆိုလို့ရှိရင်ရေကြီးယူလို့ရမလားခွက်နဲ့ယူရသလားခွက်နဲ့ယူရတာပါအဲ့ဒါလိုပဲတောင်းတာတော့ရေပဲခွက်ပါသွားဟိုလူခေါ်ကြသားဆိုရင်အင်ကြီးပစိုးတွေမပါဘူးလားပါတယ်ခေါ်တာလူခေါ်တာအင်ကြီးတွေလုံကြီးတွေခေါ်တာမဟုတ်ဘူးเนาะအဲ့ဒါလိုပဲဒီ10ခုကိုရုပ်လို့ပြောလိုက်တာနဲ့သူတို့ပါလာသည့်အတွက်ကြောင့်သူတို့ကိုရုပ်လို့သတ်မှတ်တယ်ဟောကြည့်လိုက်တော့ရုပ်ပေါင်း28ခုဖြစ်သွားပြီเนาะကောင်းပြီဒီ28ခုကိုကံတည်းဟူသောအကြောင်းကြောင့်ဖြစ်နေတာက9ခုစိတ်နဲ့ဥဒု2မျိုးကြောင့်ဖြစ်တာကအတန်ကစိတ်နဲ့ဥဒု2မျိုးကြောင့်ဖြစ်တယ်ခုနကပေါ်ပါတာတို့နုညံ့တာတို့ဒီအခြေအနေအလောက်ကင်လုံးလို့ရတာတို့ဆိုတဲ့ဒါတွေကစိတ်ကြောင့်လည်းဖြစ်တယ်ဥဒုကြောင့်လည်းဖြစ်တယ်အာဟာရကြောင့်လည်းဖြစ်တယ်ကာယဝိညာဉ်ဝစီဝိညာဉ်တို့ကြလည်းစိတ်ကြောင့်တတ်ဖြစ်တယ်သူကsign language ဆိုတာစိတ်ကြောင့်ပဲတတ်ဖြစ်တယ်စကားပြောတာလည်းစိတ်ကြောင့်ပဲတတ်ဖြစ်တယ်နော်ဥရုကြောင့်တတ်ဖြစ်တဲ့ရုပ်ရဲ့လို့မရှိဘူးစိတ်ကြောင့်တတ်ဖြစ်တဲ့ရုပ်ကကာယဝိညာဉ်နဲ့ဝစီဝိညာဉ်ဥရုစိတ်ဥရု2မျိုးကြောင့်ဖြစ်တာကတတ္တအတန်ယုတ်ကံစိတ်ဥဒုစိတ်ဥဒုအာဟာရအကြောင်း3မျိုးကြောင့်ဖြစ်တာကလဟုတာမုရုတာကာမညတာ3ခုအကြောင်း4မျိုးလုံးကြောင့်ဖြစ်တာကတော့ခုနက8ခုကံတည်းဟူသောအကြောင်းကြောင့်ဖြစ်တာကတော့9ခုဟုတ်ကလားကံတက်တဲ့ကြောင့်ဖြစ်တာကပတာရယုတ်5ခုရဲ့အဋ္ဌိဘာဝပုံဘာဝဟရယဇီဝိတအဲ့ဒီ9ခုကတော့ကံတက်တဲ့လို့ဒီလိုမှတ်ရမယ်ဟောယုတ်တရားတွေဒီလိုဖြစ်လာကြကဲကောင်းပြီယုတ်တရားတွေဟာဘယ်ချိန်ကစဖြစ်လာသလဲဆိုတာလေးကိုနည်းနည်းကြည့်အောင်လူသားတယောက်အနေနဲ့ပြောမယ်လူသားတယောက်ရဲ့သရေဘဝကနေစပြီးတော့ပြောကြမယ်ဆိုလို့ရှင် embryonic stage လို့ခေါ်တာ embryonic stage ကလလရေကြီးကစအင်မတန်သေးငယ်တဲ့အဆက်ကလေးအပေါက်ကလေးမှာလူရဲ့ရုပ်နဲ့နာဒီနှစ်ခုစတင်လာနန္တရားနဲ့ပရိသေရိစိတ်ကလေးနဲ့ကန့်ညောင်ဖြစ်တဲ့ရုပ်3ခုနဲ့အခြေပြုလာတယ်အဲ့တော့လူမှာတော့ဒီမွေးဖွားပုံလေးနည်းကတော့အကျယ်မပြောတော့ဘူးအဲ့ဒါပြောရင်ပြီးမှမဟုတ်တော့ဘူးအချင်းချုပ်လေးတော့ပြောမယ်နော်တတ္တဝါတဦးဟာမွေးဖွားလာပုံမွေးဖွားလာနည်း4မျိုးရှိတယ်တဲ့ဘွားကနဲ့ခန္ဓာကိုယ်ထင်ထင်ရှားရှားပေါ်လာတဲ့မွေးဖွားနည်းလည်းရှိတယ်အဲ့ဒါဘယ်သူတွေမွေးဖွားတာတော့ဆိုရင်နတ်တွေတို့ပြမာတွေတို့နောက်ပြီးတော့ငရဲသားတွေတို့တော်တော်များများအဲ့ဒါနဲ့ဘွားကနဲ့ခန္ဓာကိုယ်အနေထားပေါ်လာတာအဲ့ဒါကဥပပတ်လို့ခေါ်တယ်ဩပပတ္တိကနောက်တချို့တ attva တွေကြတော့ဒီ moisture ဆိုတဲ့အညှိတို့ဘာတို့ဆွဲပြီးတော့ဖြစ်တယ်ဘဒုမဒေဝီယာဂျာပန်ထဲမှာဖြစ်တယ်ဆိုတာကြားဘူးတယ်မဟုတ်လားဗမာယာဆိုရင်လည်းဝေလူဝတီကလည်းဝါးပင်မှာဖြစ်တယ်လို့ဆိုတာပေါ့နော်ပောက္ခရတာတိပုံသားကြီးကလည်းပဲဘရမဂျာပန်ထဲမှာတရေတီတယ်လို့ပြောတာပဲအဲ့ဒါလို့လူတွေမှာကြတော့အကြောင်း၄မျိုးနဲ့မွေးလို့ရတယ်အခုကိုထင်ရှားမွေးလာတာကိုဥပပတ်လို့ခေါ်တယ် moisture လို့ခေါ်တဲ့အညှိကိုဆွဲပြီးတော့မွေးတာကြတော့တန်သေးတစလို့ခေါ်တယ်ရိုးရာမွေးနည်းကားတွေပြောမယ်ဆိုလို့ရှိရင်လူတွေမွေးတဲ့ဟာမိခင်ရဲ့သားအိမ်ထဲမှာဖြစ်ပြီးတော့မွေးတာအဲ့ဒါကိုဇလာဘုဇလို့ခေါ်တယ်ပါဠိလိုဇလာဘုဇဆိုတာ embryo ဝုဘာသာဆိုဝုအမေရဲ့သားအိမ်မိခင်ရဲ့သားအိမ်အဲ့ဒီသားအိမ်ထဲမှာတရေတည်ပြီးတော့ဖြစ်တာကိုဇလာဘုဇကျက်တွေငှက်တွေကြတော့ဥထဲမှာတရေတင်လို့အန္တဇာဟော၄မျိုးရှိတယ်
တတ္တဝါတွေမွေးပုံ၄မျိုးရှိတယ်လူတွေကလည်းအဲ့ဒီ၄မျိုးလုံးနဲ့မွေးနိုင်တယ်လို့ပြောတယ်ရှားပါမယ်ကြံတဲ့နည်းတွေကတော့နော်ရှိတယ်လို့ဆိုတယ်ဒီ၄မျိုးနည်းနဲ့မွေးလို့ရတယ်လူတွေမှာလည်းဥကမွေးတဲ့လူရှိတယ်ရာဇဝင်ထဲမှာမရှိတော့ဘူးစာထဲမှာလည်းဥကမွေးတဲ့လူရှိတယ်နော်ငကားဥတွေကနေပြီးတော့လူမွေးတာမျိုးပေါ့ကဲထားပါတော့ဒီကနေ့ခေတ်မိခင်ရဲ့ဝမ်းထဲမှာတရေတီစလာတဲ့အခါမှာဘယ်ရုပ်တွေကစပေါ်တော့လို့ဆိုလို့ရှိရင်လူရဲ့ခန္ဓာကိုယ်ဆို body ဆိုအရင်ရှိရမှာမဟုတ်လားမှန်ပါပါဒါကြောင့်မို့လို့ကာယပတာရလို့ဆိုတဲ့ sensitive body နဲ့ခုနကအခြေခံကမ္မဇယုတ်9ခုပေါင်းလိုက်တဲ့အခါ10ခုအဲ့ဒီ10ခုအပေါင်းယုတ်ကလေးစပေါ်လာတယ်ပြီးတော့ဘာပါသေးတော့ဆိုရင်ခုနကစိတ်တွေဖြစ်ပေါ်ဖို့ရာအတွက်ဟရယဝတ္ထုဆိုတဲ့ယုတ်10ခုအဲ့ဒီ10ခုရဲ့ကာယတတကကလဆိုတဲ့ယုတ်10ခုရဲ့ဟရယဝတ္ထုတတကဆိုတဲ့ယုတ်10ခုရဲ့နောက်အမျိုးသားအမျိုးသမီးဖြစ်မဲ့ပုဂ္ဂိုလ်ကလည်းတရေတဲကလေးကပါလာတာနော်အဋ္ဌိဘာဝယုတ်ဆိုတဲ့10ခုရဲ့အမျိုးသားဆိုရင်ပုံဘာဝယုတ်ဆိုတဲ့10ခုရဲ့ပေါင်းလိုက်လို့ရှိရင်အမျိုးသမီးမှာအစယုတ်30အမျိုးသားမှာယုတ်30အဲ့ဒီယုတ်အရေအတွက်30ဂရုအားဖြင့်ပြောမယ်ဆိုရင်3စုအဲ့ဒီ3စုလေးဟာကလလရေကြီးဆိုတဲ့အဲမှာပရိသေစိတ်လေးနဲ့သူတို့ဟာအပြန်လန်မိပြီးတော့စတင်ပြီးတော့လူဘဝစပြီးပေါ်လာတာတဲ့ယုတ်တရားအဲ့ဒီကစတာအဲ့တော့ကမ္မဇယုတ်တွေဟာပရိသေစိတ်ကလေးရဲ့ဥပက္ခစတယ်လို့ပြောကြတယ်ဒါကြောင့်မို့နော်ကမ္မဇယုတ်တွေကအဲ့ဒီကစလာတဲ့ကမ္မဇယုတ်တွေဟာကြည့်လူခန္ဓာကိုယ်ဟာဘယ်ပုံပြောင်းလဲလာတယ်လဲလို့ဆိုရင်မြတ်စွာဘုရားကတန်ယုတ်တနိကေယက္ခတန်ယုတ်ပါဠိတော်ကအိန္ဒကသုတ်မှာဟောထားတာရှိတယ်ဘုန်းကြီးတို့ဂျာမနီဘာလင်မြို့မှာအဘိဓမ္မာသင်္นานသွားပြီးတော့2003ခုနှစ်ကအဘိဓမ္မာသင်္นานသွားပို့ချတာဂျာမန်ကြီးတယောက်ကမေးတယ်ဒီ embryology နဲ့ပတ်သက်တာဆိုတော့ဘုန်းကြီးကအဲ့ဒီတုတ်တံလူသားတွေရဲ့အစဖြစ်ပေါ်လာပုံမိခင်ရဲ့ဝမ်းထဲကလူတွေအစဖြစ်လာပုံဟောတော့အရှင်ဘုရားတဲ့2500ကဓာတွေဒီလိုဟာတွေတကယ်ရှိသလားတဲ့ရှိတယ်လို့ဆိုသူအံ့ဩနေတယ်အဲ့ဒါဘုရားဟောတဲ့ထဲမှာရှိတယ်လို့တရားအဲ့ဒီမှာမြတ်စွာဘုရားကဒီလူဆိုတာတခြားကနေဖြစ်လာတာမဟုတ်ဘူးဟောလို့တရေတည်ပြီးတော့ဖြစ်လာတယ်ဆိုတာကိုမြတ်စွာဘုရားဟောတာပထမံကလလံဟောတိပထမဆုံးမှာကလလဆိုတဲ့ရေကြီးပေါက်ကလေးကစတယ်တဲ့အဲ့ဒါကတပတ်တိတိကြာနောက်ပြီးတဲ့အခါကျတော့ကလလရေကြီးလေးကတပတ်ကြာတဲ့အခါကျတော့အနေထားပြောင်းသွားတယ်ဘယ်အရာမှမတည်မြဲဘူးဆိုတဲ့ the law of nature ကိုတော့မှတ်တာဘယ်အရာမှရပ်နေတာမရှိဘူးသာဝရပြောင်းနေအဲ့ဒီကလလဆိုတဲ့ရေကြီးလေးကနောက်တစ်ပတ်ထဲရောက်တဲ့အခါကျဘာဖြစ်သွားတော့ဆိုကလလဟောတိအဘုဒံအမြုပ်ကလေးတွေဖြစ်လာတယ်ဒုတိယပတ်ရောက်တော့အမြုပ်ကလေးဖြစ်သွားတယ်တတိယပတ်ရောက်တဲ့အခါကျတော့ဘာဖြစ်အဘုဒ္ဓဇာယတိပေတိဆိုတဲ့သားတစ်ကလေးလို့အနှစ်ကလေးတစ်ခုဖြစ်လာတယ်ဟောဒါလူရဲ့ခန္ဓာကိုယ်အစအဲ့ဒါတွေကဘာတွေတုံးဆိုလို့ရှိရင်ခုနပြောတဲ့ကာယတတကကလဘာဝတတကကလဝတ္ထုတတကကလအဲ့ဒီယုတ်30နဲ့ရှင်တွဲပြီးတော့လာတဲ့နန္တရားလေးနဲ့ရှင်တွဲပြီးတော့လာတာနော်ပရိစ္ဆသမုပ္ပါဒ်မှာသင်္ခါရပစ္စယဝိညာဏံလို့ဆိုတာအဲ့ဒါကိုဟောတာဝိညာဏပစ္စယနာမရူပံဆိုတာအဲ့ဒီရှင်တွဲလာတဲ့ဟာတွေကိုဟောတာကြည့်လူဘဝမှာအဲ့ဒီလိုဖြစ်လာ3ပတ်ကြတော့အနေထားပြောင်းလာတယ်4ပတ်ကြတော့ဘာဖြစ်လာတော့ဆိုလို့ရှိရင်ပေတိနိဗ္ဗတတိခနောတဲ့အတုံးခဲလေးဖြစ်လာ4ပတ်ကြလို့ရှိရင်အတုံးခဲလေးဖြစ်လာ5ပတ်ကြတော့ဘာဖြစ်လာတော့ဆိုအဲ့ဒီအတုံးခဲလေးကဘူးလေး5ခုပေါ်လာတယ်ဘူးတစ်ခုကခေါင်းကျန်တဲ့ဘူး2ခုကလက်နှစ်ဖက်နောက်ဘူး2ခုကခြေထောက်ဟောဘူးလေး5ခုထွက်လာတယ်တဲ့အဲ့ဒါ embryology ဆိုတဲ့စာအုပ်ကိုကြည့်ရင်လည်းပဲအဲ့ဒီပုံသဏ္ဍာန်ပဲနော်အဲ့ဒါဘယ်လောက်ထိအောင်လူခန္ဓာကိုယ်ကမြတ်စွာဘုရားကအဲ့ဒါဟောတာနော်ပထမံကလလံဟောတိကလလဟောတိအဘုဒ္ဓအဘုဒ္ဓံဇာတိပေတိပေတိနိဗ္ဗတတိခနောခနာပတာခာဇာယန္တိခက်မှ9ပြထက်လာတယ်ပြီးတော့မှကေတာလောမနခာပိစာသဘင်နေမွေးတွေပေါက်လာတယ်ဆိုဂျားထဲမှာတော့အသေးစိတ်မပြောတော့ဘူး
လူတရေဒီလိုစလာတယ်ခန္ဓာကိုယ်မှာရုပ်တွေဟာဒီလိုနဲ့တိုးပွားလာတယ်ဆိုတာကိုဟောတာနော်အဲ့တော့ပထမဆုံးတရေတိစအချိန်ပိုင်းအစပြိုးတဲ့အချိန်ပိုင်းကယတ္တတ9ပတ်လောက်ထိအောင်ဒီလိုအစပြိုးနေတာယတ္တတ6ပတ်သို့မဟုတ်10ပတ်ရဲ့နောက်ကျတော့ fetus ဆိုတဲ့တရေသားပုံတရံပေါ်လာလူတရဝါလေးပြပြသားသားဖြစ်လာတယ်10ပတ်ကြာတဲ့အခါကျတော့အဲ့ဒီကနေပြီးတော့17ပတ်ယတ္တတ17ပတ်မြောက်တဲ့အခါကျတော့မျက်လုံးတို့ဘာလို့ပေါ်လာပြီကောနော်ဆဗင်းတွေကဘယ်အချိန်မှာပေါက်တုံးဆိုရင်42ပတ်မြောက်မှာပေါက်တယ်ဒါကစာပေကျမ်းဂန်အရာပြောတာအဲ့ဒါ anatomy embryology နဲ့ပြန်ကြည့်ကြည့်လို့ရှိရင်မဝေဘူးဒီကိစ္စတွေဟာဟုတ်လားအေးဒါကြောင့်မလို့လူရဲ့ရုပ်ခန္ဓာကိုယ်မှာရုပ်တရားတွေဟာဒီလိုစပေါ်လာတာကဲဘုန်းကြီးတို့တွေကိုယ်ခန္ဓာကိုယ်ပြန်ပြီးတော့ကြည့်မယ်ဆိုရင်ဩတို့ဘဝဒီလိုစလာတာပါလားရုပ်တရားတွေအဲ့လိုစလာတဲ့အချိန်မှာကံ့ကြောင့်ဖြစ်တဲ့ရုပ်တွေဟာတဲ့စဖြစ်တဲ့အချိန်ကနေစပြီးတော့ဆက်ပြီးတော့ဖြစ်နေတာတဲ့မယမနာနိုင်လက်တံလေးဟာတက်သွားနေတယ်လို့ပဲကံစားရုပ်တွေကကံရဲ့အရှိန်နဲ့မသေးမချင်းမပြတ်မချင်းဒီကံစားရုပ်တွေကဆက်ပြီးသွားနေမှာနော်ပြောမယ်ဆိုလို့ရှိရင်စိတ်နဲ့ရှင်ပြီးပြောမယ်ဆိုလို့ရှိရင်စိတ်ရဲ့ဥပခဏမှာလည်းကံစားရုပ်တွေဖြစ်တယ်ထီခဏမှာလည်းဖြစ်တယ်ဘင်ခဏမှာလည်းဖြစ်တယ်လို့စိတ်လေးရဲ့ဒီ3 moment ခဏလေး3ခုတိုင်းမှာပဲဒီကံစားရုပ်တွေကတစ်ဆက်ပြီးဖြစ်နေတာဘယ်ထိအောင်ဖြစ်နေကြတော့ဆိုရင်နောက်ဆုံးသေတော့မယ်ဆိုတဲ့စိတ်ပေါ်ကန်နီးမှာအဲ့ဒီမပေါ်ခင်ပြန်ပြီးတော့ရေတွက်ကြည့်လိုက်မယ်ဆိုရင်18ခဲမြောက်ဖြစ်တဲ့ထီခဏကစပြီးမဖြစ်တော့ဘူးတဲ့အဲ့ဒီကြတော့အသက်မလာတော့ကမ္မဇယုတ်ကအဲ့ဒီမှာအသက်မဖြစ်တော့ဘူးဥပခဏမှာဖြစ်သေးအဲ့ဒါဘာနဲ့ရှင်တွဲသွားနေတုံးဆိုလို့ရှိရင်အသိစိတ်နဲ့ကမ္မဇယုတ်တွေဟာအမြဲတမ်းရှင်တွဲပြီးသွားနေတာနော်အမြဲရှင်တွဲပြီးတော့သွားနေတာပရိသေစိတ်လေးကနေစလိုက်တာဘယ်ထိအောင်သွားတော့ဆိုရင်နောက်ဆုံးသုတိစိတ်ထိအောင်ဖြစ်တော့လဲတူတူဖြစ်ကြတယ်သေတော့လဲတူတူသေတယ်ကံနဲ့စိတ်ဒီနာနဲ့ကမ္မဇယုတ်နဲ့နံတရားဟာဗျိုင်းတူချုပ်တယ်ကမ္မဇယုတ်မချုပ်သေးဘူးဆိုလို့ရှိရင်ဒီတစ်ခုနဲ့တစ်ခုဟာဘယ်သူမှအရင်ကြတယ်လို့လည်းမရှိဘူးဘယ်သူကနောက်ကြတယ်လို့လည်းမရှိဘူးတဘဝမှာဒါကန့်တတ်ချက်ပဲဟုတ်ကဲ့လားသူတို့နှစ်ခုကခွဲလို့မရဘူးဒီလိုသွားနေတာဝိပယုတ်တပစ္စည်းရောသဘာဝချင်းမတူဘူးသို့တော့ side by side သူတို့ကကံရဲ့စွမ်းအားနဲ့ကံရဲ့စွမ်းအားနဲ့ဖြစ်နေတာအရှိန်မကုန်သေးသမျှသူတို့သွားနေတာနောက်ဆုံးသုတိစိတ်ကလေးထီအောင်သွားနေတယ်ဒါကမ္မဇယုတ်တွေဟာပရိသေရိရဲ့ဥပခဏကနေစပြီးတော့စိတ်ရဲ့ခဏတိုင်းဖြစ်တာနောက်ဆုံးသုတိကြကန်ဤအထိသုတိစိတ်ကနေပြန်ရည်လို့18ချက်မြောက်စိတ်ရဲ့ဥပထိအောင်နောက်ဆုံးဖြစ်ကြတယ်တဲ့ဖြစ်ပြီးသားစိတ်က18ချက်အသက်ရှည်မယ်ဟုတ်ကဲ့ဖြစ်ပြီးရင်တော့သူက18ချက်အသက်ရှည်တယ်ဒါကမ္မဇယုတ်တွေဖြစ်တာစိတ်တစယုတ်ဆိုတာကျတော့ဘယ်ကနေစထုတ်လို့တုံးဆိုရင်ပရိသေရိနောက်မှာပေါ်လာတဲ့စိတ်ကိုပထမဘဝင်စိတ်လို့ခေါ်တယ်အဲ့ဒီပထမဘဝင်စိတ်ကလေးကနေစပြီးတော့စိတ်တစယုတ်တွေဟာစိတ်ပေါ်တိုင်းပေါ်တဲ့ခဏလေးဥပခဏတိုင်းစိတ်ကလေးကသူဖြစ်လာတာနဲ့တပြိုင်တည်းရုပ်ကိုထုတ်လုပ်လိုက်တယ်တခါလေသူကလည်းတပြိုင်တည်းထုတ်တာကဲတပြိုင်တည်းထုတ်တာဖြစ်နိုင်ပါမလားဆိုဖြစ်တာပေါ့ကြည့်ဖျောင်းနိုင်မိလေးထွန်းလိုက်လို့ရှင်မိတော့ကလေးလင်းတာနဲ့အလင်းရောင်တခါတည်းမွေးထုတ်လိုက်တာပဲမဟုတ်လားလို့ဒါတခါတည်းထုတ်တာပဲလေမီးလေးကအရင်ပေါ်လာတာအလင်းလေးကနောက်မှလို့မရှိဘူးလေမိတော့ကလေးပေါ်လာတာနဲ့အလင်းကတခါတည်းပါလာတာပဲအဲ့ဒါလို့ပဲစိတ်ကလေးပေါ်လာတာနဲ့တပြိုင်တည်းစိတ်တစယုတ်ကပါသွားပြီတခါတည်းဥပတိုင်းစိတ်တစယုတ်တွေကဖြစ်နေတယ်သူကဘယ်ထိအောင်ထုတ်လုပ်သွားတော့လို့ဆိုတော့နောက်ဆုံးမှာဒီနောက်ဆုံးစိတ်ထိအောင်သူကစိတ်တစယုတ်တွေထုတ်လုပ်တယ်ထုတ်လုပ်သည့်အတွက်ကြောင့်သုတိစိတ်ကြပြီးတဲ့နောက်တော့မှပဲစိတ်တစယုတ်ကအနည်းငယ်လှုပ်ရှားပြီးတော့ကျမ်းနေအသေးတယ်ပေါ့ကဲနောက်တစ်ခုအာဟာရယုတ်လူတွေစားတဲ့အာဟာရယုတ်ကဘယ်အစတာတော့အာဟာရယုတ်ကဘယ်အစတာတော့လို့ဆိုလို့ရှိရင်ခုနသရေသားလေးဟာအကောင်ထဲပေါ်လာလို့
ဖြစ်လာပြီဆိုရင်သူတတွေးသူမျိုးတာကစတော့မဟုတ်ရင်မိခင်နဲ့ချက်ချိုးတွေ့ထားတယ်မိခင်စားတဲ့အစာအာဟာရသည်ချက်ကျိုးကနေပြီးတော့အဲ့ဒီသရေသားလေးထဲကိုသွားပြီးတော့ရောက်တယ်ဒါကြောင့်မို့လို့သရေရှိတဲ့မိခင်တွေဟာရေခဲမုန့်တွေစားရင်ဟိုလူချမ်းနေမယ်အတွင်းနဲ့ကလူမသက်တာနော်ရေခဲမုန့်ကြိုက်တဲ့မိခင်ရဲ့ကလေးဆိုရင်ဟိုကတူကချမ်းချမ်းတုံနေငေုတ်တိကြရင်လည်းဆက်လုံးတို့လူလူလွန်းလွန်းဖြစ်နေမယ်ဟိုမှာအဲ့ဒါကြောင့်မို့လို့သရေသားရှိတဲ့မိခင်တွေဟာတိတ်ပူလွန်တဲ့အစာကိုလည်းရှောင်ရတယ်အေးလွန်တဲ့အစာကိုလည်းရှောင်ရတယ်ပြင်းထန်တဲ့ဟာတွေကိုလည်းရှောင်ရတယ်လို့ပြောတာအထက်မှာသွားထိကြိုက်တယ်ယင်သတ္တဘုံစတိမာတာအာနံပန်လင်းသဘောဇနံတေနာသောတထယာပေတိမာတုကုတ်စီကတော်နော်မိဝန်းတဲ့ကလေးဟာတဲ့အမေစားတဲ့အစာတွေနဲ့မြတ်တာရတယ်လို့ပြောတာချက်ကျိုးကနေဆက်ပြီးတော့ဒါအာဟာရယုတ်တွေကအဲ့ဒီကစဖြစ်တယ်လို့ပြောဥရုဇယုတ်ကြတော့ဘယ်ကလာတာတုံးဆိုဒီဥဒုဆိုတာကမ္မဇဥဒုကိုပြောတယ်တဲ့ကမ္မဇယုတ်ဆိုတာခုနကပရိသေရိစိတ်လေးနဲ့အတူကြည့်ကာယတတကကလတ်ဝတ္ထုတတကကလတ်ဘာဝတတကကလတ်ထဲမှာတေဇောဓမပါဘူးလားပါပါတယ်အဲ့ဒီတေဇောဓဆိုတဲ့ဥဒုလေးဒီပရိသေရိစိတ်ရဲ့ထိခဏလေးရောက်တဲ့အခါကျတော့သူကရုပ်အသစ်တွေကိုထုတ်လုပ်ပြီးသူကစတင်ပြီးတော့ထုတ်လုပ်နေပြီခဏတိုင်းသူကထိခဏရောက်တိုင်းထိခဏရောက်တိုင်းသူ့ရဲ့ဖြစ်စာလေးမှာမထုတ်ဘဲနဲ့ထိခဏရောက်တိုင်းသူကထုတ်သွားမယ်စိတ်ရဲ့ထိခဏတိုင်းထိခဏတိုင်းမှာသူကထုတ်သွားမယ်ဩဒီလိုယုတ်နဲ့နံဆိုတာဒီတဘဝလုံးဆက်ပြီးတော့ထုတ်နေတာဥဒုဇယုတ်တွေကဘယ်ထိအောင်သွားတော့အာရဇယုတ်တွေကလည်းသုတိစိတ်ရဲ့သုတိစိတ်ကြတာနဲ့အနည်းငယ်လောက်ပဲသူတို့ဆက်ပြီးတော့ရှင်သန်နိုင်တယ်ဥဒုဇယုတ်ကြတော့အဲ့ဒါလို့မဟုတ်ဘူးတဲ့သေလို့ရေဝေရောက်ပြီးတဲ့နောက်တကြိုပြီးတဲ့အထိပြာထိအောင်သူကဥဒုဇယုတ်ကတော့ရှိသွားမယ်တဲ့ဟုတ်ကဲ့နော်ဥဒုဇယုတ်ဒါကြောင့်မို့လို့ဗမာတွေရှေးတုန်းကရေးကြတယ်ကျွန်းကြံရည်သောဥဒုဇယုတ်ကလတ်ကိုတဲ့စာသံပေတံနဲ့ရေးတာဟုတ်လားစာသံပေတံနဲ့ကျွန်းကြံရည်သောဥဒုဇယုတ်ကလတ်ကိုဆိုတာခန္ဓာကိုယ်ကြီးမှာကြံရတာဥရုဇယုတ်တွေကြံရတာကာမဇယုတ်တွေသွားကုန်ပြီစေတဇယုတ်တွေသွားကုန်ပြီအာဟာရဇယုတ်တွေသွားကုန်ပြီကြံရတာကဥရုဇယုတ်တုံးကြီးကြံရတယ်အဲ့ဒါကြီးကိုသွားပြီးတော့ပို့ရတာနောက်ဆုံးကြံတာအဲ့ဒါပဲကြံတယ်တဲ့ဒါကရုပ်ကိုသုံးသပ်လေ့လာခြင်းပဲရုပ်တွေဘယ်လိုဖြစ်ပြီးတော့ရုပ်တွေနောက်ဆုံးဘယ်လိုချုပ်သွားကြတယ်ဆိုတာမျက်မြင်ကိုယ်တွေသိရှိလေ့လာနိုင်ပါတယ်ဒါဗုဒ္ဓမြတ်စွာရဲ့အဘိဓမ္မာမှာရုပ်တရားနဲ့ပတ်သက်ပြီးတော့ဟောထားချက်ဒီတဲ့ပို့ပြီးတော့အသေးစိတ်လေးလာခြင်းလို့ရှိရင်ဝိသုဒ္ဓိမေကျမ်းတို့အဘိဓမ္မထသင်္ဃဟကျမ်းတို့တီဃာကျော်ကျမ်းတို့ဒါတွေကိုဖတ်ရှုလေးလာရမှာဖြစ်ပါတယ်ဒီကနေ့တော့ရုပ်နဲ့ပတ်သက်လို့သိစရာလေးတွေတော်တော်များအောင်စုံအောင်အချင်းချုပ်အားဖြင့်ဟောပြတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီရုပ်ခန္ဓာကိုယ်ကြီးရဲ့သဘာဝတရားတွေကိုအခုလိုအသေးစိတ်လေ့လာပြီးတော့သိရှိခြင်းဖြင့်ဘာအကျိုးရှိတုံးဆိုရင်တတ္တသင်ညာဥက္ခဒေတိတတ္တဝါဆိုတဲ့အတွေးကိုဖြောင်းနိုင်ပါတယ်သဘာဝတရားတွေကသူ့ဟာသူဖြစ်နေတယ်ဆိုတဲ့အမြင်ကိုမြင်လိုက်တာနဲ့တတ္တသင်ညာဥက္ခဒေတိတတ္တဝါဆိုတဲ့ဟာမဟုတ်တော့ဘူးဆိုတာကိုထင်ရှားစေတယ်ဒါကြောင့်မလို့တတ္တဝါဆိုတဲ့မှားနေတဲ့တတ္တတင်ညာဆွဲနေတဲ့စိတ်ထဲမှာဆွဲနေတဲ့ဒီအမှတ်တင်ညာကြီးတစ်ခုပျောက်သွားအောင်ဘုရားရဲ့အဘိဓမ္မာတွေကရုပ်တရားတွေကိုဆင်ញင်စဉ်းစားခြင်းဖြင့်တတ္တတင်ညာကိုဖယ်ရှားပြီးတော့အမှန်တရားကိုတွေ့ရှိနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာရေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတာအာစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရော
ဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုဘိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဝိပူဇာညစ်နောက်ကိလေသာအစရတောက်ဟုသမျှတို့သည်သမုဂတပိဉ္စပဲတွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောက်ပေမရောက်အောင်ပဲဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘဝံကိလေသာဟုပုခတိန်ကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးပြတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း